မင်္ဂလာပါရှင်ကျွန်းစိုး channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့စာရေးဆရာမကျွန်းစိုးဤဒီရွယ်ဆောင်မှုကလေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်ရှင်နားဆင်ကြည့်ကြပါရှင်ပြစ္ဆုတ်ပံဆိုတဲ့လက်ရှိအချိန်ကတော်တော်လေးကိုအရေးပါလာပါတယ်ကံကောင်းတယ်ဆိုတာကလည်းလက်ရှိအခြေအနေနဲ့အချိန်ခါမှာလိုချင်တာကိုရယူနိုင်ပြီးဖြစ်ချင်တာကိုဖြစ်ခွင့်ရတာနဲ့ဓာတ်ရိုက်အချိုးကျခြင်းပါပဲလို့ငွေတော်စင်တွေးနေမိသည်ဟုတ်သည်လေဒီနေ့လိုချင်နေတာကိုနောက်လာကြရင်လိုချင်မှလိုချင်မှာပေါ့စိတ်ဆိုတာပြောင်းလဲတတ်သလိုလိုအပ်ချက်ဆိုတာကလည်းပြောင်းလဲတတ်တယ်လေငွေတော်စင်ဟုမိမိရဲ့ခေါ်တန်ကဆောင်းထွက်လာမှရှင်အမေလာပြီတကယ်တည်းအေးဘာရီများတွေးနေတာလဲခေါ်နေတာကိုမကြားရအောင်ဘာမှမဟုတ်ပါဘူးအမေရဲ့ဘာခိုင်းမလို့လဲမခိုင်းပါဘူးစာကြည့်ရတာပင်မရဲ့အိတ်ရှင်အိတ်လိုက်ပါလားလို့ပြောမလို့စာကြည့်စပွဲမှာစိတ်ထဲမရောက်ပဲစာမကြည့်ပဲငေးငိုင်နေမိ၍အမေပြောလာခြင်းဖြစ်မိဒီလိုတော့လေအမေကတော်စင်ကိုဂရုစိုက်သားပဲလို့ကျဉ်းနှံ့မိသွားပြန်တော့စာချက်ဖို့ခွန်အားများတက်လာပြန်သည်ဘဝမှာမေတ္တာတည်တာအရေးကြီးဆုံးလို့တော်စင်ယုံကြည်ထားသည်နိဒီစဉ်ကတော်စင်အသက်73နှစ်မြသာရှိပါသေးသည်တော်စင်အမေစီကုန်းနေတာမေ့လာလို့ဈေးထဲတော့ဝယ်ပြီးအောင်မြင်ပြန်လာနော်ဟုတ်အမေကမြင်ပြန်လာဆိုတော့ငကိုကလေးကခုံပေါက်သွားတက်လေတော့တော်စင်အပြေးကလေးပြန်လာလိုက်သည်လက်ထဲဆုပ်ကင်လာတော့ပြန်အန်းငွေပတ်စံမှာဘယ်နာကြခဲ့လေပြီမသိပြန်သွားရှာလဲမတွေးတော့အမေစုတာခံပြီးရောသို့တော့အမေကတော်စင်ကိုအပြစ်မတင်ပါအမေကစူးတင်တာကိုမစူးပြန်ဘူးအမှန်ဆိုအမေစူလိုက်အပြစ်တင်လိုက်ရင်တော့နေသာထိုင်သာရှိသွားမှာကိုကူတော့အမေကဒစိမ့်ဆန်လိုက်တာအမေကတော့တော်စင်အတွေးများကိုမသိပါမမကိုဆိုမေမေကစူးစရာရှိရင်စူယုံမကတိုင်ပင်စရာရှိရင်လည်းတိုးတိုးကြိတ်ကြိတ်တိုင်ပင်နေတတ်တာညီမလေးကြပြန်တော့အမေကတုံနေအောင်ချစ်ပြန်ရောအမေအချစ်တွေသည်အစွန်းနှစ်ဖက်သို့ရောက်နေတတ်သည်လို့တော်စင်ခံစားရသည်မှာတစ်ချိန်မကတော့ပါငွေတော်စင်ဆိုတာကအလဲလူမှုလက်နေသည်လားတော်စင်ဖေဖေပြန်လာပြီလေဖေဖေအလောက်ကပြန်လာ၍တော်စင်ဝမ်းသာသွားသည်ဖေဖေကိုတော်စင်မိမိထက်ပိုချစ်တဲ့အောင်ရှိသည်ဖေဖေကသမီးတွေနှင့်ရောတွင်နေတတ်သည်သို့သောဖေဖေသည်ဩဇာတော်မညောင်းလောက်စိတ်ကြီးလာသောမေမေ၏နွန်တာကိုခံရရှာသည်မေမေကတအိမ်လုံးမှာဘိုးဖြစ်ပြီးမေမေထက်ရာထူးပိုကြီးသောသူကညီမလေးရွှေသစင်ဖြစ်တော်သည်ဖေဖေကတော့သမီးသုံးယောက်ထဲမှာလိုက်တည်သောပွင့်လင်းသောတော်စင်ကိုသာအချစ်ဆုံးဟုတော်စင်သတ်မှတ်ယုံကြည်ထားသည်ဖေဖေဘာဝယ်လာတာလဲအလုတ်ကပြန်နိုင်စားစရာတစ်မျိုးမျိုးကိုဖေဖေဝယ်လာတတ်သည်ယခုလည်းဖေဖေလက်ထဲမှာဖတ်နှိပ်ထုတ်ထားပြီးလျှော်ကျိုးနှင့်တိုင်းချီထားသောအထုပ်တစ်ထုပ်ကိုဆွဲလာသည်လေသမီးလေးကြိုက်တဲ့ဝတ်သားတူတူပဲပေါ့တော်စင်ပျော်ရွှင်စွာခုန်ပေါက်လိုက်သည်ဝတ်သားတူတူကတော့အားလုံးကြိုက်တာပါပဲသို့သောဖေဖေကတော်စင်ကိုဦးစားပေးပြောလိုက်တော့ညီမလေးကခြေဆောက်ပြီးအိမ်ခန်းထဲဝင်သွားတော့သည်စိတ်ကောက်သွားပါပြီဒီနေ့ထမင်းစားဖို့တောင်တော်တော်ခေါ်ရတော့မီမို့ဖေဖေကိုမေမေကရှစ်မလဲဒီအတိုင်းဝယ်လာပေးလို့မရဘူးလားဒီလိုမျိုးပြောလိုက်တော့အငယ်မစိတ်ကောက်တော့မှာပေါ့ရှင်ကိုကအပြောဆိုမတတ်တာဖေဖေကတော့အေးပါကွာတခွန်းသီးသာတော်စင်လဲစိတ်ညစ်သွားသည်မမကတော့မသိလိုက်ဖာတာပါပဲခက်တီကဝတ်သားတို့ထိုးအငယ်မစိတ်ဆိုးမပြေမချင်းဘသူမှအထုပ်ကိုမဖွင့်ရပါမေမေကိုယ်တိုင်အငယ်မကိုအခါခါချော့ခေါ်လဲထွက်မလာပါဖေဖေကတော့ငါ့ကိုဘာမှလာထပ်မပြောနဲ့တော့ဟုဆိုပြီးသူ့ခန်းထဲသူဝင်သွားလေပြီအငယ်မကည10 နာရီလောက်မှစိတ်ဆိုးပြေခြင်းအောင်ပြုပြီးထမင်းလာစားသည်မေမေကအငယ်မအနားမှာထိုင်ပြီးခေါ့မကြွေးုံတမယ်ပါပဲဝတ်သားတို့ထိုးနှီးကြိုးသည်လဲထိုအခါမှဖြေခွင့်ရလေပြီထိုစဉ်ကစားစရာများကိုဖတ်များအဖြစ်ထုတ်ပိုးသောခေတ်ပါကျွတ်အိမ်များမပေါ်သေးသော1983ခုနှစ်ကဖြစ်ပါသည်အပိုင်း3ကိုဆက်ပတ်ပါမယ်ရှင်စိတ်ကိုချုပ်သေးရပိုင်များလို့တော့မသိတော်စင်စိတ်တူတက်လာပါသည်အိမ်မှာတော့မဟုတ်ပါအပြင်ပတ်ဝန်းကျင်နှင့်ဆက်ဆံသောအခါများစွာတို့၌ပါအိမ်မှာကတော့တဲကြီးခံရသည်မဟုတ်ရင်အမေနှင့်ပိုဝေးသွားနိုင်သည်အထူးသဖြင့်အငယ်မလေးကိုတီးခံရသည်ကျောင်းကအပြန်အငယ်မအတွက်မုတ်တမျိုးမျိုးဝယ်သွားရင်အငယ်မအင်မတန်ကျေနပ်သလို
ငယ်မမျက်နှာကြည့်လျင်အမေလည်းပြုံးနေတတ်သည်အမေပြုံးနေလျင်တော်စင်ငေးကြည့်မိတတ်သည်အမေသည်တော်တော်ချောပေသည်သို့သောတော်စင်အတွက်အမေနာကပ်ခွင့်ချွဲနွဲခွင့်မရခဲ့ပါညီမလေးရွှေစင်သည်ကျောင်းသွားချိန်မှအပအချိန်ပြည့်အမေနား၌သာနေလေသည်အမေနား၌နေတော်လဲအမေအလုပ်များကိုကုလုပ်ခြင်းအမေစီမှတင်ယူခြင်းတို့ဘာမှမရှိစကားသာတထွတ်ထွတ်ပြောနေတတ်သည်အိမ်အလုပ်များကိုလည်းဘာတစ်ခုမှကုလုပ်ခြင်းမရှိပါအမေနာအချိန်ပြည့်နီးပါးတွက်ကပ်နေသဖြင့်ကျောင်းစာကိုလည်းတည်တည်ချာချာမကြက်တော့ပါနေပါလို့စာလေးကြီးကြက်နေတာလေမမကြီးအမေကိုတော်စင်ကစာကြက်တော့စာတော်လာမှာပေါ့စမင်းပွဲကြီးမှာစုချက်ရင်စုပေးပွဲတက်ရမယ်လေငါစုပေးပွဲတက်ချင်တယ်ဟာမိဘတွေလည်းလိုက်ရမယ်လေငါတော့စုမမှန်းရဲပါဘူးဟာမမကအားငယ်တဲ့မြစ်ပြောသည်တော်စင်နှင့်မမကအထက်အောက်ဖြစ်ပြီးတငယ်ချင်းပေါင်းလေးရှိသည်သို့တော်မမသည်သူတငယ်ချင်းများကိုသာပုံမခင်တွယ်လေးရှိသည်တော်စင်စာကိုအချိန်ပြည့်ကြပါသည်မိဘများခိုင်းသောတောက်တူမရအလုပ်များကိုခက်မြန်မြန်လုပ်ပေးပြီးစာကိုသာဖြည့်ချက်ပါသည်စုပေးပွဲတက်ရရင်မေမေနှင့်ဖေဖေကိုခေါ်သွားမည်ဖေဖေကငါသမီးကွာဟုဂုံယူနေမည်မေမေကလည်းပြုံးနေမှာပါပဲစာတော်တဲ့သားသမီးကိုမိဘတွေကပို့ချစ်ကြမှာမဟုတ်လားမေမေအမြဲပြောလေးရှိတာကမိဘဆိုတာသားသမီးအားလုံးကိုဒန်းတူပဲချစ်တာဆိုပေမဲ့ဘလို့မှဒန်းတူဖြစ်မနေဘူးဆိုတာတော်စင်သိတာပေါ့မမလည်းသိတာပါပဲမမကတော့တိတ်ခံစားလေးရှိသူမဟုတ်ဘယ်သူချစ်ချစ်မချစ်ချစ်ပါဟာကို့ဘာသာနေရပြီးတာပဲလို့လည်းအမြဲပြောတတ်သူတော်စင်ကတော့မေတ္တာတွေကိုလိုသည်နည်းနည်းဆိုများများခံစားတတ်သည်ဒါပေမဲ့ခံစားရတာကိုမခံစားရအောင်နေတတ်ပြန်သည်ဒီလိုနှင့်အတန်းတင်ဆံမွဲကြီးဖြည့်ဆိုပြီးခဲ့ပါပြီ။နွေရာသီကိုကြော်ဖြတ်ပြီးတော်စင်သည်လည်းရှစ်တန်းအကျောင်းသူကြီးဖြစ်ခဲ့လေပြီ။မေမေသမီးစုပွေးပွဲမှာဒုတိယဆုရတယ်စုပွေးပွဲတက်ရတော့မယ်။ခုံပေါက်တက်လာပြီးအော်ဟေးမြူးထူလာတော့တော်စင်ကိုမေမေကဟင်းဘာလို့အော်လာတာလဲ။မင်းကလည်းကွာသမီးကဝမ်းသာလို့ပေါ့။စုကဘယ်နဲ့ယူရမှာလဲသမီး။ငါသမီးကတော်လိုက်တာသမီးလိုချင်တဲ့ဂျင်းကြခင်ဖေဖေဆုချမယ်အေးညီမလေးကသူ့လက်ထဲကင်ထားသောကာတွန်းစာအုပ်ကိုကြမ်းမြင့်ပေါ်ပြစ်ပေါက်ချပြီးထွက်သွားပါပြီသူကဘာဖြစ်တာလဲရှင်ကဆုချမယ်လေးပါလေးနဲ့ကလေးရှိပြောနေတာဟုတ်ဟာတော်တဲ့သူကိုဆုချတာဆန်းလားသူ့အမပဲမဟုတ်လားအိုးရှင်ကဘာရေးလဲသူစိတ်ကောင်းရင်ကျမဘလောက်ပင်ပန်းလဲတနေ့ကုန်ထမင်းမစားရေမတောင်းနဲ့သူ့မှလည်းဘလောက်ပင်ပန်းရသလဲဟာဒါတော့မင်းအလိုလိုက်လို့ဖြစ်ရတာပဲပြစ်ထားလိုက်ပေါ့တေသွားမှစိုးလို့ပေါ့ရှင်သေးကွာဖေဖေစိတ်တူလေပြီအငယ်မကအိတ်ခမ်းထဲမှကျုံအော်ထက်လိုက်သည်ဖေဖေကိုမုန်းတယ်ထိုနေ့ကငွေတော်စင်မပျော်ခဲ့ရပါစုပေးမိနေသူရောက်လာခဲ့ပြီဒီနေ့သမီးလက်ဆုယူရမယ့်နေ့ပဲနောက်နေ့မှအလုပ်သွားတော့မယ်ခွင့်တည့်ရယူလိုက်မယ်တော်စင်ပျော်သွားသည်မဟုတ်တာကျမလိုက်သွားလိုက်ရင်ရတာပဲကိုရှင်းအလုပ်သာရှင်သွားပါဖေဖေကကားလုပ်ငန်းတစ်ခုမှဂိမ်းမှုဖြစ်ပြီးကားနှစ်စီးပိုင်ကအုံနာတယောက်လည်းဖြစ်သည်မေမေကိုမလွန်ဆန်ကျင်၍သာဖေဖေသူ့အလုပ်သို့သွားလိုက်တော့လဲမျက်နှာမကောင်းပါစုပေးပွဲကနေ့လယ်12နာရီစမီ17နာရီခွဲနေပြီမေမေကအလုပ်ရှုနေတော့မှာမေမေ12နာရီထိုးတော့မယ်တော်စင်ကရေချိုးဝစ်စားလဲထားပြီးပြီအဖြူအစိမ်းသာဝဲရမည်မို့အထွေထူးတော့ပြင်စရာမရှိပါအေးပါအေးညနေချုပ်သမားတွေချိန်ထားလို့ပါမေမေကဆက်ချုပ်ယုံအသေးစားတစ်ခုကိုလုံနေသူမှုပိတ်ညက်ပေးရသည်ယခုလည်းပိတ်ညက်နေခြင်းသာဟေးဘာလို့နေကြတာလဲဟောမောင်မောင်ဖေဖေညီဦးလေးမောင်မောင်ရောက်လာတာမို့မေမေကနှုတ်ဆက်လိုက်ပြီးအကြံတစ်ခုရသွားဟန်နဲ့အတော်ပဲမောင်မောင်ရေးဒီမှာနင့်တူမတော်စဉ်ခဏကြာဆုယူစရာရှိလို့ငါမလဲနင်တွေ့တဲ့အတိုင်းအလုပ်ကအဲ့ဒါနင့်တူမနဲ့စုပေးပွဲလိုက်တက်ပေးပါလားဟာရတာပေါ့အခုလာတူမလေးဦးလေးလိုက်ပေးမယ်သွားကြစို့ကျောင်းသို့သွားရလမ်းတစ်လျှောက်ဆုယူမိမိန်းကလေးငယ်ကြီးပါပြင်ပေါ်သို့ညရည်စံများလွှင့်စင်ကြလာခြင်းကိုဘယ်သူမှမြင်မီမဟုတ်သလိုဒီစုဟာမေမေအတွက်ဆိုတာမေမေမသိလေရောသလားမေမေသိအောင်လဲတော်စင်ပြောမပြတတ်ပါဘူးတော်စင်လိုချင်တာရဖို့နောက်ထပ်ဘာလုပ်ရမှာလဲလေနေဘာဖြစ်နေတာလဲတော်စင်ငေးငိုင်နေတာမှခွန်နေတာတော့မကြောက်ဘူး
ခုံးစွန်းကိုတိုက်လိုက်ရင်ပြောတန်ကြားမှတော်စဉ်အသိဝင်သည်ဟင်းဘာမှမဖြစ်ပါဘူးဆူရရတဲ့သူကဘာဖြစ်မှလဲမိတ္တနာရဲ့ငါတို့ပြောဖို့ထားပါဦးမော်ကြီးလို့ချစ်စနိုးခေါ်ရသည့်မော်မော့စကားကြောင့်နင်တို့ကလည်းဟာငါမှလည်းငါအကြောင်းနဲ့ငါပေါ့ကျူရှင်တက်တော့မှတင်တယ်အထဲဝင်ရအောင်တော်စင်တို့တက်သည့်ကျူရှင်မှာခြံဝန်းကျယ်ပြီးခြံထဲတွင်တစ်ပင်ကြီးများကိုပတ်ဝိုင်းရေးဆောက်ထားသည့်ထိုင်ကုန်များရှိသည်ကျူရှင်မစခင်ရှေ့အတန်းများမလွတ်ခင်စောရွေးရောက်နေပါကထိုင်ဆောင်ရတာလည်းအဆင်ပြေသည်တော်စင်တို့ကျူရှင်မှာ9တန်းမှ10တန်းထိရှိသည်ငါတော့မတက်ချင်တော့ဘူးဟာမနေ့ကတင်တဲ့တင်ချာလေးလည်းတလုံးမှနားမလဲဘူးမော်ကြီးရဲ့စကားကိုတန်တာကထောက်ခံပုံဖြင့်ငါလည်းတူတူပဲအင်္ဂလိပ်စာဆိုပို့ဆိုဆရာမစီကသူရေးစင်တာကိုပဲတုတ်ပြစ်နေရတယ်ရဲလိုက်ရသဖြင့်တော်စင်းစိတ်တွေအနှဲငယ်ပေါ့ပါသွား၏နေရဲလိုက်ခဲ့ပါလားတခါတလေနင်ကခွဲကြနဲ့နင်တို့ပဲသွားမှာလဲငယ်တငယ်ချင်းနှစ်ယောက်ပေါ်အနှဲငယ်ပျော်ဝင်စိတ်ဖြင့်မေးမိတော့ကျူရှင်ချင်းကုန်တဲ့ထိတော့ရှောက်သွားရမှာပေါ့ခုနာဒီနာပါမုတ်တွေလည်းဝယ်စားကြမယ်လေပတ်စံပါကြတယ်မလားပါတယ်လေထိုနည်းကကျူရှင်မတက်ဖြစ်တော့ပါမော်ကြီးတို့နှစ်ယောက်နဲ့အတူမြစ်ထားတန်လန်းနာသွားပြီးတော့တဟေးဟေးအော်ပြစ်ကြသည်မုတ်တွေလည်းမျိုးစုံအောင်ဝယ်စားပြစ်ကြသည်ပြောစရာအလွန်ကောင်းတာပဲဟုတွေးရင်ထိုစဉ်ခိုက်မှာတော့စိတ်အလိုမကျမှုအားလုံးကိုမေ့လျော့သွားခဲ့သည်မိမိတိုရှည်စားခြင်းနဲ့တော်စင်မိမိတိုရှည်စားခြင်းလို့တဲ့တိုရှည်သွားဝယ်လိုက်နေဦးအမေလဲတိုရှည်ပဲစားတော့မယ်နောက်ထပ်ဘသူတိုရှည်စားအောင်မလဲတခါတည်းမှားလိုက်ရအောင်စာကြည့်စပွဲရှင်းနေတော့အမေခိုင်းတဲ့ကြောင့်တော်စင်စိတ်ရှုပ်သွားသည်ခုနကပဲဈေးထဲမှာဝယ်ထားပြီးမိကြံရိတ်ခဲ့၍ဆို၍သွားယူပေးခဲ့ရသေးသည်ခုလည်းတိုးရှိတဲ့ကလမာလေးကလမ်းထိပ်တင်ပဲဟာသမီးစာကြတော့မလို့သူ့ဘာသာသွားဝယ်လိုက်ပါလားတော်စင်မတွက်ကဆန်းတဲ့ကလေးကိုပဲမုံနဲ့ထညက်ပြီးတော့ပဲဟင်းရီပါတောင်းလာခဲ့တိုးရှိက၄ခုလုံးလာကျုပ်နဲ့ကတစ်ခုပတ်စံယူပြီးထွက်လာခဲ့လိုက်သည်မနေ့ဖြစ်9နိုင်ရင်ထိုးနေပြီခုထိစာမကြက်ရသေးဒီနေ့စနေနေ့မို့တပတ်စာများအားလုံးပြန်နှွေးရမည်ကျုပ်နဲ့ကဘယ်မှာလဲသွားပြီကျုပ်နဲ့တခုလို့ဖို့မေ့သွားသည်မေ့သွားလို့ဟုပြောစဉ်သူတမင်လောက်တာမေးမိကျုပ်နဲ့မှစားတယ်ဆိုတာသိလို့တမင်လောက်တာသူ့ကိုဝယ်ခိုင်းလို့မကျေနပ်တာအမှန်တော့ဘာဝယ်ဘာခိုင်းတော်စင်မဲ့ဝယ်ပေးနေကြပါမမကိုဆိုလဲအပြူလေးမှုအငယ်မကိုဆိုလဲကလေးကနားလည်းမဟုတ်ဘူးဆိုပြီးတော်စင်ကဖင်ပေါ့တယ်တွက်လက်တယ်ဆိုပြီးတနေ့ကို9ခေါက်လောက်ကတော့ပြေးဝင်ပြေးထွက်ပါပဲတော်စင်ကလည်းမငင်းညူတက်ခဲ့ပါရတယ်လေမစားစေချင်တာမစားဘူးရွှေစင်စိတ်ကောက်သွားပြီရွှေစင်စိတ်ကောက်တော့မေမျက်နှာပြက်ပြီတမင်လို့တော့မဟုတ်မှန်းတော့မေသိမှာပါသမီးသွားပြန်လုပ်ပေးပါမယ်မေဟုပြောစဉ်ရပါတယ်နေပါစေဟုပြောတော့မေအတန်ကခတ်မိန်သားတော်စင်လည်းကိုချိန်ဆရင်ကျုပ်နဲ့တိုးရှိတစ်ခုပြန်လို့ရပြန်သည်သို့တော်ရွှေစင်ကမစားတော့ပါမနဲ့စားရင်မကနေ့လယ်စားလည်းထွက်မစားပါမေသည်လည်းရွှေစင်အနာတော့ချောလိုက်မှားလိုက်တာတေးသေးချာချာမမှတ်ဘူးဆိုပြီးတော်စင်ကိုလာအပြစ်တင်လိုက်ဖြစ်ရောက်ရခတ်နေပါသည်ရွှေစင်သည်တော်စင်အစုခံအပြစ်တင်ခံရအောင်အဆောင်ငတ်ခံပြီးပူလောင်လာသောရာသီမှာပင်ဆောင်းကိုခေါင်းမိချုံ၍စိတ်ကောက်ပြနေခြင်းဖြစ်ရာမေမှာချင်းမကန်မိလက်မကန်မိဖြစ်ကအငယ်ကဆိုးတယ်ဆိုတော့အကြီးတွေကလည်းညာတာရမှန်းတိတက်ရမှန်းမှမသိကြတာဘလို့လို့အဆင်ပြေမလဲအကြီးကတစ်မျိုးအငယ်ကတစ်မျိုးနဲ့ငါသေးတာသေးလိုက်ချင်တော့တယ်နှွေသည်ပုံမှန်ထက်ပိုပူနေလေသည်ပိုင်း6ကိုဆက်ဖတ်ပါမယ်ရှင်မြမလေးရွှေစင်သည်ဆမင်းပွဲများကိုကဲပါယူပါနှင့်ပူလောင်စွာဖျက်ဆီးရလေသည်အချိန်ပြည့်စိတ်ကောက်ဒေါသထွက်နေတတ်ပြီးမိအနားမှာပဲကတ်ခါစာအုပ်နဲ့ဝေးကွာနေတတ်သူမို့ဆမင်းပွဲသည်ရွှေစင်နှင့်ဓာတ်မတည့်ပါမမနှင့်တော်စင်ကအနိကတင်ကြားပေးနေသည်ကိုပင်မထီလေးစားပြန်ပြောနေတတ်ခြင်းကြောင့်သိအဆင်မပြေလှပါတော်စင်သည်ပင်ရှစ်တန်းအကြောင်းသူကြီးဖြစ်ခဲ့ပြီတော်စင်တငယ်ချင်းများကစိတ်ကစားစပြုလာကြပြီးရည်စားထားသူများလည်းရှိလာသည်အတန်းထဲမှာအောင်ဆိုသူတယောက်ကိုကြိုက်သမားများလာသည်တော်စင်စိတ်ထဲတော့သဘောမတွေ့လှပါအောင်ကပွေရှုပ်သည်ဘီအခန်းမှမြသည်တာနှင့်ကြိုက်တာမှတလားတော့ပဲရှိအောင်မိဒီအခန်းမှအေးမှုနှင့်ကြိုက်ပြန်သည်တော်စင်ကအတန်းအေးမှတက်ရပြီးတော်စင်တို့ကျောင်းမှာရှစ်တန်းကြီးပဲ9ခန်းရှိသည်ရှစ်တန်းသည်9တန်းနှင့်ဘာမှမဆိုင်တငယ်ချင်းများသည်လည်းရှစ်တန်းရောက်ခါမှရှိုးထုတ်ကုန်ကြလေသည်
ယခုလည်းတော်စင်တငယ်ချင်းမော်ကြီးကိုအောင်ကစာပေးသည်ဤစားစာဖြစ်သည်ထိုစဉ်ကဤစားစာပေးသောခေတ်ဖြစ်သည့်1985ခုနှစ်ဖြစ်သည်မော်ကြီးမှာအောင်မှစာပေးသည်ကိုကန်ဆန်းမဲပေါက်သည်ထက်ဝမ်းသာကချက်ချင်းဖြေပေးခြင်းသည်ကိုပင်မနှဲအောက်ထားရဟန်ရှိလေသည်နင်းကလည်းဟာဒီကောင်ကရီးစားများတာသိလျက်နဲ့ပြန်မကြိုက်ပါနဲ့ငါတို့တွေငယ်သေးတယ်မို့လားမော်ကြီးကိုနှမျောစိမ့်နှင့်တော်စင်တားပေမဲ့မရပါမရတော့လဲတော်စင်ကအလစ်မပေး၍အဖေးပြန်ပေးရန်အခွင့်အရေးလည်းမရရှာပါတော်စင်ကြောင့်မှန်းသိ၍အောင်ကနှောက်ယှက်လာသည်စာသင်ခန်းပရင်းဝါနာသွား၍တော်စင်ကိုရီဝဝေစိုက်ကြည့်ကတော်စင်နှင့်အကြည့်ချင်းစုံနေမျက်စိတစ်ဖက်မှိတ်ပြခြင်းဘာအတိတ်မှန်မှမသိသည်ငပြောသည်ကိုနှွားကခိုက်စားပြခြင်းတော်စင်ရင်ဘက်ကိုထိအောင်ပြောင်းမှုရိုးဖြစ်ဖြစ်ချင်းတို့ကိုပြုလေသည်အကြမ်းမီမှာပဲမော်ကြီးနှင့်အောင်တို့ရီးစားဖြစ်သွားကြသည်တဏှာသည်လည်းဆယ်တန်းနှစ်ကြပြီးကြောင်းထွက်ထားသည့်ဇော်မိုးဆိုသူနှင့်ကြိုက်ပြန်လေသည်တော်စင်တငယ်ချင်းများသည်ရီးစားကိုစီရသွားကြပြီမို့တော်စင်ကိုပါသူတို့ရီးစားများ၏တငယ်ချင်းများနှင့်အောင်သွယ်ကြတော့သည်အချစ်ခံခြင်းသောတော်စင်မေတ္တာလိုခြင်းသောတော်စင်စိတ်ကစားတက်ဆပြုလာသည့်ဒီရွယ်မှာပြန်ချစ်မိတော့မှာလားလေရှစ်တန်း၏လာဘတ်သမင်းပွဲ၌မကြစဘူးတော်စင်ကြပါသည်ငွေတော်စင်ဟုအော်ကာမေမေ၏လက်တစ်ဖက်မြောက်တက်သွားသည်ပထဝီဘာသာ၌35မှတ်သာရပြီးလာဘတ်သမင်းပွဲကိုကြာရှုံးခဲ့ရသည့်အတွက်ငွေတော်စင်၏ရင်ထဲမှာလည်းမေမေရိုက်သည့်ထက်ပင်ပိုနာကျင်ရပါသည်သို့တော်လည်းတိုင်းနှင့်ပြည်နယ်နိုင်ငံတွေသာကွာခြားသွားပြီးတီနီယာစီးပွားရေးသဘာဝပေါက်ပင်စသည့်ခေါင်းစဉ်စင်တူတွေနှင့်ရှုပ်ထွေးရောရှက်နေတဲ့ပထဝီဘာသာထက်ကိုတော်စင်ဤစိတ်များပုံမရှုပ်ထွေးနေရသည်ကအချိန်တိုင်းလိုလိုမှုစာကြက်ချင်စိတ်များလည်းရောပါခဲ့ရသည်စာကိုအာယုံကောင်းစွာမစူးစိုက်နိုင်ခဲ့သို့တော်လည်းအရှုံးထဲမှအမျက်ထွက်သည်ကတော့တော်စင်အပေါ်မေမေအနေငယ်ပြောင်းလဲကျူးဆိုင်လာတဲ့အောင်တော့ရှိသည်ညဘက်တော်စင်စာကြက်ချင်များတွင်မေမေသည်ခောက်ဆွဲတုပ်ကြာစံတုပ်ပမုတ်ကျဥကျော်တမျိုးမျိုးကိုလှုပ်ကြွေးလာခြင်းပင်တိုက်ဆိုင်တာပဲလားတော့မသိမေမေစားစရာလှုပ်ကြွေးချိန်များတွင်ညီမလေးသည်အိပ်ပျော်နေလေရှိသည်မမကတော့မေမေကိုဝိုင်းလုပ်ပေးပြီးသူလည်းစားပါသည်တော်စင်ကိုမေမေကျူးဆိုင်လျင်ဖေဖေကပြုံးနေတတ်သည်ဒီစဉ်ကရှစ်တန်းသည်အစိုးရစစ်ဖြစ်၍လူကြီးများစိတ်ပူတတ်ကြပါသည်မုံစားလှပြီးချိန်ပထမဦးဆုံးကြောင်းတက်ချိန်မှဝယ်လာသောမုံများကိုစား၍မကုန်သေးစဉ်အတန်းတဲသို့ဆရာမဝင်လာပါသည်ပထဝီအချိန်မှပထဝီဆရာမဝင်လာပြီးစာသင်ခန်း၏အနောက်ဘက်တကားပေါက်မှဝင်လာသည်ဟုကျောင်းသူကျောင်းသားများသတိမထားမိလိုက်ကြပါတော်စင်လည်းသတိမထားမိပါထို့ကြောင့်တော်စင်သည်မုံစားထက်မှဝယ်လာသောမာလကာတိကိုကိုက်စားနေခြင်းဖြစ်သွားသည်တော်စင်ကခုံတန်းအစွန်းဘက်မှထိုင်သူဖြစ်၍ဆရာမတွေ့သွားပြီးသူ့လက်ထက်ပါလာသောကြိမ်လုံးဖြင့်တော်စင်ပေါင်းကိုရွှမ်းကနေရိုက်ချလိုက်ပြီးအတန်းရှိထွက်ရခိုင်းတော်သည်ကျောင်းစကတ်လေးကိုဝတ်ထားသောတော်စင်မှာနီရဲနာကျင်သွားသောပေါင်ကိုပို့ချိန်များလိုက်ပဲတန်းရှိထွက်ရလိုက်ရသည်အပြိုပေါ်ဝင်ကားစားအရွယ်မှုရှက်လိုက်သည်မှာဒါမူစားခြင်းလားစီကက်မရှိလိုက်တာဆရာမဒေါသကမပြေသေးပါအမှန်တော့အလုံးနီးပါးဝယ်လာသောမုံများစားနေကြတာပါပဲတော်စင်ကမခေါင်းဖြစ်သွားရခြင်းပါဒေါသမပြေသေးသောဆရာမကစာဖြစ်မတော်ဘဲနဲ့ဟုဆက်ပြောလိုက်တော့တော်ပါတယ်ဟုတရန်လုံးကဝိုင်းအောင်လိုက်ရသည်ဝမ်းနဲ့မျက်ရည်ရှိုင်းမျက်ရည်များကတော်စင်ပါပေါ်စီးကြလာကြသည်တရန်လုံး၏တန်းပြိုင်អော်လိုက်တဲ့အပြီးမှာဆရာမကအခန်းပြင်ထွက်ပြီးဒူးထောင်နေစမ်းအခန်းပြင်မှာကကော်ရီတာလူသွားလန်းသာရှိတယ်ထိုလမ်း၌ဆရာဆရာမများမကြာခဏဖျက်လျှောက်သွားတတ်ကြတာပြီးတော့တခြားစာသင်ခန်းများမှလည်းမြင်နေရတာမို့အခန်းပြင်မထွက်ချင်ပါဆရာမ၏ကျိန်လုံးမြောက်တက်လာပြန်သည်ငွေတော်စင်မှာကော်ရီတာသို့ထွက်ရလိုက်ရသည်ဒူးထောင်နေဟုထပ်မံអော်လိုက်သောဆရာမ၏အတန်ကိုမကြောက်အောင်ပြုပြီးကော်ရီတာကိုကာယံထားသောတန်စကာကွက်ကိုကိုင်းကကြောင်းချံဝင်နေကြည့်နေလိုက်သည်ဒူးတော်မထောက်နိုင်မှရှက်เสียကောင်းလာသည်ပြီးတော့ဒီကြောင်းမှာပဲဆယ်တန်းအေး၌တော်စင်မမရှိသည်တော်စင်ကြောင့်မမပါအရှက်ရနိုင်သည်ညီမလေးရွှေစင်ကတော့ဒီကြောင်းမှာမရှိရွှေစင်ကိုတော့မေမေကအိမ်နှင့်တလန်းသာချပြီးကြိုပိုးရလွယ်ကူသောကြောင်း၌သာထားသည်မေမေသည်ထိုကြောင်းသို့ပင်ရွှေစင်ကိုနေတိုင်းကိုယ်တိုင်ကြောင်းပို့လေသည်အပြန်မှာတော့တော်စင်ကသွားကြိုပေးရသည်တော်စင်တို့ကြောင်းကနေ့လယ်12နာရီဆိုလွှတ်သည်မနက်9နာရီတက်သည်ရွှေစင်တို့ကြောင်းကတော့မနက်9နာရီတက်ပြီးညနေ3နာရီလွှတ်လေသည်စာသင်ချိန်တစ်ချိန်လုံးတော်စင်မတက်ရနေရလေသည်အတန်းပြောင်းခေါင်းလုံးထိုးတဲ့ကြောင့်ဆရာမစာသင်ခန်းထဲမှထွက်သွားတော့လဲတော်စင်ကိုလှည့်၍မြမကြည့်ငယ်ချင်းများလာခေါ်မှအတန်းထက်ဝင်ရသည်ခေါင်းမင်မဖော်ဝင်ပါတော်စင်၏စိတ်တို့နှောက်ကြည့်မိုင်းအုပ်နေကြလေပြီ
သို့သောနောက်2 လခန့်အကြာမှာတော့ပထဝီဆရာမအားနယ်အဝေးမျိုးတစ်မျိုးသို့ပြောင်းမိတ်ကြလာသည်ဆရာမမျက်နှာမကောင်းလာပါဘာကြောင့်ဆိုတာလည်းဘယ်သူမှမသိပါတော်စင်ကတော့ထိုနေ့ကအဖြစ်ကိုမိဘများကိုပင်ပြန်မပြောပြခဲ့ပါချေတော်စင်ငါမုတ်သွားဝယ်ခြင်းလို့ဖော်လိုက်ခဲ့ပေးပါလားကျောင်းပိတ်ရမို့မေမေကိုဆက်ချုပ်တင်ပေးဖို့ပူဇော်နေသောငွေတော်စင်မှာတငယ်ချင်းမော်ကြီးခေါ်တဲ့ကြောင့်မေမေသမီးခဏလိုက်သွားမယ်နော်လမ်းတစ်ရောက်တော့မှမော်ကြီးရီးစားအောင်ကိုတွေ့လိုက်ရသည်မော်ကြီးကအောင်နှိတ်ချိန်ထားသည်ပဲတော်စင်စိတ်ရှုပ်သွားသည်လမ်းထိပ်အေးဆိုင်ထဲမှာထိုင်တော့မော်ကြီးတို့စုံတွေကဇဝဲကုံတစ်ခုံမှာပူပူကကတ်ထိုင်၍တော်စင်ကပြန်တော့မယ်ဟုဆိုကာပြန်လာလိုက်သည်တော်စင်မှာတလန်းလုံးနဲ့စိတ်တူလာသည်အိမ်ရောက်တော့ဒေါသထွက်နေသည့်တော်စင်ကိုမေမေမေးတော့အားလုံးပြောပြလိုက်သည်အမလီတော့အပေါင်းအသင်းတော်တော်ကောင်းပါလားနောက်တစ်ခါအဲ့ဒီကောင်မလေးနဲ့ဘဲမှမလိုက်နဲ့သူ့ဤစားနဲ့ချိန်ထားတာတွေ့ကြတဲ့ကအိမ်ပြန်လာလိုက်ပါလားဘာလို့သွားဆောင်နေသေးလဲမေမေအစုပြောကမပြီးစည်းနိုင်တော့တော်စင်လဲစိတ်ရှုပ်ရှုပ်နှင့်ချက်ချင်းကြီးပြန်လာရမှလဲမော်ကြီးကိုအားနာလို့ပါဟုဆိုပြောလိုက်ရသည်ကြောင်ပိတ်ရက်လည်းဖြစ်နေသည်မို့မေမေသမီးဝတ္ထုစာအုပ်သွားငှားမယ်နော်အေးမြန်သွားမြန်လာကားလမ်းလဲသတိထားခုအောင်ဟုတ်ကဲ့မေမေသည်စီကန်းတော်တော်ကြီးပါသည်ဝတ္ထုစာအုပ်ကတွန်းစာအုပ်များကိုကြောင်ပိတ်ရက်မှသာငှားခွင့်ပြုသည်တခါငှားလင်လဲ3 အုပ်ထက်မပိုရစာအုပ်ငှားဆိုင်ကအများကြီးပင်မဲ့ဈေးတွေကဆိုင်မှာပိုငှားဖြစ်သည်စာအုပ်များတော်တော်လေးစုံရေးပါတော်စင်ဈေးဘက်သွားရန်လမ်းကွေလီနာအရောက်လမ်းတောက်ရှိအိမ်ကြီးထဲမှအော်တန်ထွက်လာသည်ရှေးအောင်နှစ်ထပ်အိမ်ဖြစ်ပြီးရေနံကြီးများဖြင့်ဝပြီးမဲဆုံနေသောအိမ်ကြီးအောက်ထပ်ပရင်ဝမှမခင်သက်အော်ခေါ်နေခြင်းသာမခင်သက်မှာမမနှင့်ရွယ်သူဖြစ်ပြီးသူခမအထီးကျန်ရှာပါသည်နှစ်ထပ်အိမ်ကြီးမှာအပြိုကြီးတော်ပွားဆောင်ပိုင်ဆိုင်ပြီးမခင်သက်မှာတူးသီးသောမွေးစားသမီးဖြစ်သည်သို့သောထိုခေတ်ထိုခါကတော်ယုံလူတို့မှာစာချုပ်စာတမ်းကိစ္စဥပဒေကိစ္စများကိုနားလည်ခြင်းပတ်သက်လိုခြင်းမရှိဘဲမခင်သက်ကိုလည်းသမီးတစ်ဖွဲသတ်မှတ်ထားတော့လဲစာချုပ်စာတမ်းများဖြင့်မွေးစားထားခြင်းတော့မရှိပါချေမခင်သက်ကမူတော်ဖွားဆောင်ကိုမိခင်ရင်တစ်ဖွဲပြုစုလုပ်ကင်ပေးရှာပါသည်မခင်သက်သည်ရှစ်တန်းကြပြီးကျောင်းထွက်ထားသူလည်းဖြစ်ပြန်သည်ဟုတ်ဘာလဲမခင်သက်ဘယ်တော့မှလွယ်တော်စင်ဈေးထဲဆောင်ငှားသွားမလို့အေးအမထင်သားပဲဒါကြောင့်လှမ်းခေါ်လိုက်တာအမမှာကောက်တွန်းစာအုပ်တွေကဝတ္ထုတွေပါအများကြီးရှိရဲ့ကျဲတော့ယူဖတ်လာအိမ်မော်တက်ခက်တော်စင်လဲမခင်သက်ကိုအားနာ၍သူ့အိမ်ပေါ်တက်လိုက်တော့လဲစိတ်ထဲမှာတော့မေမေကြိုက်ပါမလားဟုတွေးပူမိပြန်သည်မေမေသည်သူများစီကငှားတာယူတာမကြိုက်တတ်ချိုးချက်တွေမလုပ်ရဘူးဟုအကြခဏတုန်တင်လေးရှိသည်သူများတကအိမ်ကိုအကြောင်းမဲ့လက်ပတ်သွားလာခြင်းကိုလည်းမကြိုက်ပြန်ပါမေမေသည်ရှေးရိုးဆန်လာသည်မခင်သက်ကသူ့ခန်းထဲသို့ခေါ်သွားပြီးစာအုပ်များကိုကြိုက်တာရွေးစေသည်စာအုပ်များကိုမြင်တော့မေမေကိုမေးသွားပြန်သည်ဝတ္ထုစာအုပ်တွေကလည်းအကြိုက်တွေကြီးဆွေအောင်ဝေအောင်နေရွယ်စင်မြေစောအောင်တိုင်းဝတ္ထုတွေလည်းရှိသည်မိုးကျော်သူနန္ဒကျော်သူအိုးအများကြီးကောက်တွန်းစာအုပ်တွေလည်းတပုံးတစ်ပင်ပါလားဥစိတ်တို့မြောက်မျိုးဥကဆေးငတက်ဖြားမုံဆိုးကျော်ဖိုးတော်ပြာလောင်တမိန်ပေါ်တော့ငွေတော်စင်မှာပြားရည်အိုင်နှင့်ကြတော့ပယောစိတ်ဖြစ်သွားသည်စာအုပ်6 အုပ်လောက်ကိုရွေးပြီးယူလာခဲ့လိုက်သည်မခင်သက်ကအေးစစ်ဖတ်ဟုလည်းပြောလိုက်သေးသည်ပတ်စံလည်းပေးစရာမလိုစာအုပ်တွေများလာကြည်လားကျောင်းက2 ရက်ပဲပြီတာလေဖတ်လို့ကုန်မလားတော်စင်ရပါတယ်မေမေရဲ့ဒီစာအုပ်တွေကအမခင်သက်စီကဖတ်ပြီးမှလာပေးတဲ့သမီးကိုတွေးလို့သူအော်ခေါ်ပြီးပေးတော်စင်စကားမဆုံးလိုက်ရပါမျက်လုံးများထဲမိပွင့်တော်ဖြစ်သွားသည်လက်ထက်ကင်ထားသောစာအုပ်အလုံးမှာကျမ်းမြင့်ပေါ်ကျပြီးပြန်ကျဲသွားသည်လူမှလည်းကျမ်းမြင့်ပေါ်ခွေလဲကျသွားသည်အာမေလူကြီးအားနဲ့ပါပိတ်ရလိုက်သည်မို့တော်စင်အလွန်မင်းနာကျင်ရပါသည်နင်တို့ကငါပါမှာထားတယ်သူများစီကငှားတာရမ်းတာမလုပ်ရဘူးလို့ငါပြောတာကဘယ်နှကြိမ်ရှိပြီလဲမေဒေါသမပြေနိုင်သေးပါသမီးမငှားပါဘူးမေအမခင်သက်ကယူဖတ်ပါဆိုပြီးပေးလိုက်တာပါမငိုပဲစီးကြလာတော့မျက်ရည်များကြားထဲမှရှိုက်တန်ဖြစ်တော်စင်ယူခံဝင်တော်လဲအခုတော့ပြန်ပေးလိုက်နောက်တစ်ခါဆိုတာမရှိစေနဲ့တော့မိတော်စင်အမခင်သက်ကိုအားနာလာပါသည်သို့တော်မသွားပေးလျင်မရတော့သောကြောင့်စာအုပ်များကိုတအုပ်ချင်းလိုက်ကောက်ရသည်မျက်ရည်တို့ကစီးကြလာပြန်သည်ပါပြင်းနှင့်မေယိုးတစ်လျှောက်တစစ်စစ်ကြိုက်ခဲနာကျင်လာသည်ရင်မက်ဤဘယ်ဘက်ချမ်းမှစူးအောက်လာသည်အခုတော့မကြာခဏတီလိုအောက်တက်လာသည်ဘာဖြစ်မှန်းလည်းမသိဘယ်သူ့ကိုပြောရမှန်းလည်းမသိ
မေမေကိုလည်းမပြောပြမိပြောရင်စိတ်မရှိတာလည်းပါသည်မေမေသည်မအားလက်သည့်အပြင်ညီမလေးရွှေစင်၏ဝတ္တရားများကိုလည်းအချိန်ပြည့်အာရုံစိုက်ထားသူဖြစ်ရာသောစဉ်အတွက်မေမေရင်ခွင်မှာနေရာမရှိသလိုခံစားရပြန်သည်အပိုင်း30ကိုဆက်ဖတ်ပါမယ်ရှင်အမခင်သက်ကိုစာအုပ်များပြန်ပေးပြီးစိတ်ညစ်ညစ်နှင့်မိရထားဘူတော်ရုံဘက်သို့ရှောက်လာခဲ့လိုက်သည်ဘူတော်ရုံသည်ငွေတော်စင်တို့နေအိမ်ရှိရာရက်ကွက်နှင့်ဘေးချင်းကပ်ရက်ကွက်မှရှိသည်ညနေဆောင်မီမို့နေပူရှိန်ကြာသွားပြီးညနေခင်းလေပြေတိုက်ခတ်နေလေရာတောကများပင်ရောကျသွားသလိုရှိသည်ဘူတော်ရုံရှိခုံတန်းတစ်ခုပေါ်တွင်ထိုင်ရင်းတော်စင်ငေးမောနေမိသည်ပြီးတော့တွေးတောမိပြန်သည်ငါလည်းအမခင်သက်တို့မွေးစားခံထားရသည်လားဟုရင်မက်တော့ကအောက်လာသည်တနေ့ကလည်းဒီအသွေးကိုတက်တည်ပြုရန်မိဘတွေအိမ်မှမရှိတော့အန်ဆွဲတွေတစ်တော်တွေဗီရိုတွင်အန်ဆွဲတွေမှာရှာကြည့်မိသည်မွေးစားစာချုပ်များရှိလေမလားဟုတ်ပါစာချုပ်မရှိဘဲမွေးစားထားတာလည်းဖြစ်နိုင်တာပဲဟုတွေးမိပြန်တော့အားငယ်စဉ်များဝင်လာပြန်သည်မိမညမဒေါ်လေးငယ်ကတော့ငွေတော်စင်ကအမနဲ့တပုံစံနဲ့ပဲဟုပြောလေးရှိပြန်သည်မွေးစားထားတာမဟုတ်တော့ပါဘူးဟုကိုယ့်ဘာသာကိုကောက်ချက်ချမိပြန်သည်တို့ပေမဲ့သောစင်မှာဘာကြောင့်ရင်မှန်းမသိပဲမိဘများနှင့်ဆက်ဆံရမှာပင်စိတ်ထဲ၌ရင်းနှီးကျွမ်းဝင်ခြင်းမခံစားရပဲမဝင့်မရဲသလိုစိတ်များအမြဲခံစားနေရတတ်သည်လိုချင်တာရှိလျင်ပင်ပြောရမှာအတော်အားယူရသည်သူ့အမိကိုခေါ်လိုက်လျင်ပင်ဘာများခိုင်းမလို့ပါလေဟုအရင်တွေးမိသူအမှန်တကယ်လဲခိုင်းမှုခေါ်တာများပါသည်ဟိုးရင်ကဆိုဖေဖေနှင့်တရင်တနည်းနေခွင့်ရသည်ခုတော့မေမေကအပြိုပေါက်လေးဖြစ်လာပြီးတီတီတန်းတန်းနေဆို၍ကလေးလိုချွမ်းရွက်ခြင်းလိုမဖြစ်နိုင်တော့ပြန်ပါသို့သောငွေတော်စင်မှာကလေးစိတ်နှင့်အပြိုပြန်းစိတ်ရောထွေးနေသည့်အရွယ်မှုခံစားတတ်သည်မေဘိုက်စားတယ်အေးကစုံမိဖို့စားရလိုက်နော်သမီးလေးအမေအခွန်တော်ကျွေးမယ်တော်စင်ထိုင်နေရခုံနှန်းနှင့်နီးသည့်ဈေးသည်သားမိတို့၏ပြောစကားများကိုကြားနေရသည်ကလေးမလေးကမိခင်၏ပေါင်းပေါ်မှထိုင်ရင်မိခင်ရင်ကိုခေါင်းဖြစ်တိုးကနှွဲ့နေသည်သူ့အမေကလည်းကစုံမိဖို့တလုံးကိုကြပြားကြရာခွန်ခွာရင်းသူသမီးလေးကိုခွန်ကျွေးလေသည်ကြည်နူးစရာကောင်းလိုက်တာဟုငွေတော်စင်အားကြစိတ်ဖြင့်မျက်ရည်ဝဲလေသည်ပတ်ဝန်းကျင်၌မှောင်စားပြူလာပြီးမှအိမ်ပြန်မို့ထားရသည်မေမေစိတ်ဆိုးနေဦးမလားဟုတွေးမိတော့ခြေလှမ်းလို့ရမ်းတက်ချင်လာသည်မေမေကြိုက်တာတစ်ခုဝယ်သွားရင်ကောင်းမလားဟုဟိုးတီတီကြည့်မိတော့ဟောထန်းသီးသည်ဟုတ်သည်မေမေအလွန်ကြိုက်သောထန်းသီးများထန်းသီးအမွှာလေးများကိုဆဲမွှာလင်းတစ်ထုပ်ဈေးသည်စီမှထန်းသီးတစ်ထုပ်ဝယ်ပြီးတော်စင်အိမ်ပြန်လာသည်ခြေလန်းတို့ကခတ်သက်ဖြစ်လာပြီးကောင်းကင်ကိုမော့ကြည့်မိတော့လာမင်းကဝင်းပပဖြစ်ပြုံးပြလာသည်လာမင်းကြီးကိုတော်စင်ပြန်လည်းပြုံးပြလိုက်သည်မေမေသမီးမေမေကြိုက်တဲ့ထန်းသီးဝယ်လာတယ်မေမေသည်ချိုးယုံအတွက်အင်ကြီးပိတ်စာများညှက်နေရမှမောမကြည့်ပဲရေကွက်ပါယူခဲ့ဟုတ်တော်စင်သိတာပေါ့မေမေကထန်းသီးစားလျင်ထန်းသီးအမွှာလေးများကိုရေကွက်တဲ့နှစ်ဆေးပြီးမှအခွန်လေးများကိုချစ်ထုတ်၍စားတတ်သည်မေမေသည်အလွန်လဲအတန်ကြိုက်ပေသည်ပိညက်လက်စားဖြစ်နေ၍မေမေကနောက်မှထပ်စားမယ်ဟုပြောကထန်းသီးတမွှာသာစားလိုက်လေသည်တော်စင်လဲเจ้าမတင်လိုက်သောတင်ချာများကိုစတင်တွားလိုက်စင်ပါပင်ခေါင်းမူးလာသလိုပဲမေမေကပိညက်တာကိုရက်လိုက်ပြီးတော်စင်မေမေကိုခဏလာနှိပ်ပေးစမ်းမှဇက်ကြောကိုနှိပ်ခေါင်းမူးလာလို့တွေးတိုးတာလားမင်းကဘာလို့စားလိုက်လို့လဲဖေဖေမေကုန်းကိုမေမေကတော်စင်ဝင်လာတဲ့ထန်းသီးတမွှာပဲစားလိုက်တာပါထန်းသီးနဲ့ငပြောသီးမတည့်ဘူးတဲ့မေမေမိဖို့ကြောင့်နေရာမှာကတ်ထားသောစာရွက်ကိုကြည့်ပြီးမမပြောသည်တော်စင်လဲထူပူသွားပြီးဘာလို့ပေးရမှန်းမသိပါတော်စင်တို့အိမ်မှာကငပြောသီးကိုအဖီးလိုက်ဝယ်ပြီးစားတတ်တာနေစဉ်မို့မေမေလဲငပြောသီးစားထားပုံရပါသည်သို့တော်လဲငပြောသီးစားထားတာကြာနေပြီမို့အနှဲငယ်မျှသာမူးသွားရသည်ထို့နောက်မှာတော့မေမေသည်တော်စင်ဝင်လာတဲ့ထန်းသီးစားမိတာလေကံကောင်းလို့သာပေါ့ဟုစချီကမကြာခဏပြောလေတော့သည်ထိုညမှာတော့လာမင်းကြီးကထပ်မံမပြုံးပြတော့ပဲတိမ်ညိုကြားသို့ပြေးပုန်းနေပြီပိုင်း7ကိုဖတ်သွားပါမယ်ရှင်တော်စင်မိမိအတွက်ဝါကောင်းတုတ်တစ်ဝက်နဲ့စီချက်ခောက်ဆွဲတစ်ဝက်တော့ဝယ်ပေးလိုက်အောင်အမေကရွှေစင်းအတွက်စားစရာဝယ်ခိုင်းပြန်သည်မိမိကရွှေစင်းကိုမိမိဟုသာခေါ်လေသည်ဝယ်လာပြီးပြန်တော့လဲမိတ်မျိုးသီးစိမ့်နေရောမြောင်းလိုက်တော့ဖဲလို့ကိုမလို့ဘူးရွှေစင်ကတော်စင်ကိုဆွေဆောင်ကြည့်ပြီးမိမိကိုပြောလိုက်တော့တော်စင်မျိုးသီးစိမ့်ကိုရှော့ထက်ခိုင်းပါဆိုကလေးစားမဲ့ဆိုတာတိတိကြီးနဲ့သူတမင်လောက်တာဖြစ်မယ်မိမိ
ရွှေစင်ကသူ့ထက်အကြီးများပေါ်ရိုးသေးမရှိပါအကြီးများသည်သူ့အတွက်ငယ်ကြုံများတဖွဲပါပဲဟုတော်စင်တွေးနေမိသည်မစားချင်မစားနဲ့လေနင့်မှခြေတော့ပါတာပဲနင့်စိတ်တိုင်းကြခြင်းကိုယ်တိုင်သွားဝယ်ပေါ့စိတ်ပေါက်ပေါက်နဲ့ပြောထည့်လိုက်တော့ဆွေးဆွေးခုန်သွားသည်အမေသမီးပြောကြားတာမစားဘူးဟဲ့မစားဘူးဘာမှမစားဘူးရွှေစင်အောင်ငိုပြီးအိတ်ခမ်းထဲဝင်ကဂရင်ပေါ်ထိုးအိပ်ပြီးစောင်းကိုခေါင်းမီးချုံဆန္ဒပြနေသည်အတန်းကျဲလောင်စွာဖြစ်လဲငိုပြောနေပြန်သည်နင်တို့တော့ငါမရှိရင်ဒုက္ခပဲငယ်မလေးကိုဘလောက်များနိုင်ကြမယ်မသိဘူးသူခမညာဘာမှမစားရသေးတာကိုမေသည်စိတ်ပင်ပန်းဆင်းရဲစွာမျက်စိမျက်နှာပြက်စွာဖြင့်တော်စင်ကိုဆူတည်သည်ရွှေစင်ကလည်းဘာမှထမစားတော့ပဲတဏီကုံဆန္ဒပြနေသည်တော်စင်လည်းစိတ်ဆင်းရဲမှုများစွာဖြင့်ခွေနေလိုက်သည်နေ့လေထမင်းစားချိန်ကြော်ခဲ့ပြီနွေရာသီကျောင်းပိတ်ရက်မှုအားလက်နေပေမဲ့နွေနေကပူပြင်းလွန်လာသည်ထို့မြပူပြင်းနေချိန်တွင်ဆောင်းကိုကောင်းမိချုံကဆန္ဒပြနေသည်မို့မိမှာသူမ၏သမီးငယ်အတွက်စိတ်ပူပင်လွန်ရကရွှေစင်နားကမခွာနိုင်အောင်ရှိတော့သည်မေကရွှေစင်ကိုပေါ်မှဆောင်းကိုဆွဲခွာလိုက်ရွှေစင်ကပြန်ဆွဲလိုက်ခြုံလိုက်ပြုတ်တော့ယုံမြမကမေကဆွဲထူသည်ကိုပင်ကိုခန္ဓာကိုတောက်တင်းထားနေသည်တိမ်လုံးလည်းမိသူမျှစိတ်မချမ်းသာကြရတော့နေ့လေထမင်းစားချိန်ကိုကြော်လွန်လာပြီးတော်စင်လည်းအလွန်အမင်းကိုဗိုက်စာလာတော့သည်သို့သောထမင်းသွားစားဖို့မထခြင်းစိတ်တက်ကြနေခြင်းကဘာနဲ့မှမတူဒီစင်မှာပဲရွှေစင်ကိုမေချော့ခေါ်ခြင်းအောင်မြင်သွားပုံရသည်မေသည်ရွှေစင်ကိုယူရကျင်နာခြင်းများစွာဖြင့်တွဲခေါ်ပြီးချွေးများဖြင့်ရွှဲဆိုနေသောဝတ်စားများကိုလဲလှယ်ပေးသည်ချွေးတုပ်ပေးသည်ခေါင်းဖိပေးသည်ပြီးနောက်ထမင်းစားခန်းသို့ခေါ်ကာထမင်းခုခတ်ကျွေးလေသည်မေကိုယ်တိုင်လည်းထိုအခါမှပင်ထမင်းစားလေသည်မေနှင့်ရွှေစင်ကိုချောင်းကြည့်ရင်တော်စင်ပူ၍ဗိုက်စာလာနေသည်မေငေါ့ကိုလည်းထမင်းစားဖို့လာခေါ်ရင်ကောင်းမှာပဲဟုမဖြစ်နိုင်တာကိုတွေးမိလေသည်မေကတော့တော်စင်အနေထားကိုတစ်စက်ကလေးမှအလေးမူမိပုံမရပါထမင်းစားခန်းထဲမှခိုးခစ်ရဲစံများထွက်ပေါ်လာသည်အဲ့လိုနေစားမှသမီးရဲ့မေသမီးလေးကရဲလိုက်ရင်တိတ်ချစ်ဖို့ကောင်းတယ်မေစကားတန်ကိုကြားတော့တော်စင်ရေဘက်တောက်ကအောက်လာသည်ထမင်းစားလို့ဖြစ်မယ်ဟုတော်စင်တွေးသည်မေတို့သားမိထမင်းစားတော့ပြီးအိမ်ရှိထွက်သွားမှတော်စင်လည်းထမင်းသွားစားရလေသည်ညနေ4 နာရီပင်ထိုးပြီးဖြစ်၍ TV စီစဉ်များပင်လာနေပြီရွှေစင်က TV ဖွင့်လိုက်သည်တချင်းတန်ကအိမ်နောက်ထိပြန်လာသည်ရွှေစင်ကအဆိုတော်နှင့်တူတချင်းလိုက်ဆိုသည်မေကလက်ခုပ်တီးပေးနေသံကြားရသည်အမေအိုရင်ကိုပဲချစ်သမီးလွမ်းပါတယ်တချင်းကိုတော်စင်ကကြားတော်လဲတော်စင်သည်ဗိုက်လွန်စာမိသောကြောင့်ချင်းမောင်ဟင်းထဲမှငါးဘက်ကိုမှုေရှာနေလေသည်ပိုင်း12ကိုဖတ်ပါမယ်ရှင်ကျောင်းတွေပြန်ဖွင့်ခဲ့ပြီးငွေတော်စင်တို့တွေလည်းအတန်းအသစ်သို့ရောက်ကြရပြီမမကတော့တက္ကသိုလ်ကျောင်းသူကြီးဖြစ်သွားပြီရွှေစင်က9 တန်းတက်ရသည်တော်စင်လည်း10 တန်းတက်ရပြီမေပဇွန်တို့တွေက2 ကောင်ပဲကြံပြီလားမေဝယ်လာတာ9 ကောင်လေပဇွန်တို့အကောင်ကြီးတွေကစားကျင်စရာပါအကောင်ကြီးတော့အလေးချိန်နဲ့စီးသည်ပဇွန်ခေါင်း၌အစီခဲဒုံကြီးများကိုပင်မြင်နေရသည်ငွေတော်စင်မှာတတွေးကိုမျိုးချလိုက်ပြီးနောက်တအိုးကိုဖွင့်လိုက်သည်ကမွန်းကျင်နှင့်ပဇွန်ဘောချိတ်ကလေးများကိုအရေတောက်ချက်ထားသည်ကမွန်းကျင်ရွက်တင်ပေးပဇွန်ကိုင်းပေးငြိုသီးကျက်သွန်ထောင်းပေးပြီးတော့မှတော်စင်စာချက်နေခြင်းဖြစ်သည်ကျောင်းချိန်နီးနေပြီမို့ထမင်းစားသွားရင်ဟင်းအိုးလှန်လို့ရင်ပဇွန်တို့ပြောင်းဆိုးမှုကိုသိလိုက်ရခြင်းသာတော်စင်တို့ကျောင်းကအထက်တန်းဆိုရင်နေ့လယ်12 နာရီမှညနေ9 နာရီထိတက်ရသည်ပဇွန်တို့က2 ကောင်ပဲကြံလျင်တော်စင်အတွက်မစားရနိုင်ဘူးဆိုတော့တော်စင်သိသည်နေ့အမှထမင်းဘူးတွေ3 ကောင်ထည့်ပေးလိုက်လို့လေတငယ်ချင်းတွေနဲ့စားမှဆိုတော့ပိုထည့်ပေးလိုက်မှကောင်းမှာပေါ့ငါတို့လည်းမကြံပါဘူးနေ့အဖေနဲ့အငယ်မလေးအတွက်ပဲထားလိုက်တော့ကင်မွန်းချင်ရှိသေးတယ်လေကျဲဥကြောင်စားခြင်းကြော်စားလိုက်မမကထမင်းဘူးမကန်ကျင်တာကိုမေအတင်းထည့်ပေးနေခြင်းဆိုတာတော်စင်သိတာပေါ့မမတို့တက္ကသိုလ်မှာကင်တင်းဆိုတာရှိတယ်တဲ့စားစရာတွေမှစုံနေတာတဲ့ရက်ွက်ထဲမှာမရနိုင်တာတွေတောင်ရောင်းတာစားလို့လည်းအရန်ကောင်းတယ်ဆိုပဲခောက်ဆွဲကြော်များဆိုတပွဲမှာ2 ချက်ပဲပေးရပြီအများကြီးပါလို့တငယ်ချင်း2 ယောက်1 2ရိုက်စားကြတာတဲ့1 2ရိုက်ရင်တော့2 ချက်ခွဲပေးရတယ်တဲ့1 2ရိုက်တယ်ဆိုတာကတပွဲကို2 ယောက်စာပကံပြား2 ချက်နဲ့တခါတည်းခွက်ထက်လာပေးပြီးအသားတွေပြင်ကြက်ဥကြော်လည်းပါသေး
ဝဲဦးကြောင့်ကျဲဦးကြောင့်နေလဲပါပါနှီးကြော်ပြီးဖြူထားပေးသေးတာတဲ့တော်စင်တို့မိသားစု၌မမကပထမဦးဆုံးတက္ကသိုလ်တက်ရသူမှုမေမေနှင့်ဖေဖေကဂုံယူမဆုံးရှိကြသည်မဟုတ်ဖို့ဆိုရင်လည်းတောင်းစရာပဲမလို့တက္ကသိုလ်ကျောင်းသူဆိုတာအဲ့ထဲပတ်စံရှိနေရတယ်သုံးမသုံးထဲ့တာဟုဆိုကမေမေကမမကိုပတ်စံနေထည့်ပေးထားလေးရှိသည်မမပြောသည့်နတ်ပုံကဲသို့တက္ကသိုလ်ကြီးကိုတော်စင်လဲရောက်ချင်လာပါပြီထမင်းစားပြီးကျောင်းသွားဖို့ဖနက်စီးမှမရင်းညက်နေကြတဲ့ကဖနက်ပြတ်သွားတာသတိရတာသည်ဖနက်အပိုးလဲတရံမှမရှိကျောင်းချိန်လဲနီးနေပြီမို့ဖနက်စင်မှာရှာဖွေစဉ်တောင်းမြင့်ဖနက်လေးတရံတွေ့လိုက်ရသည်ဖနက်စင်အောက်ထဲမှာဘူးကလေးနဲ့ထည့်ထားခြင်းဖြစ်ပြီးစီးကြီးတော့စီးလို့ရနေသည်မမဖနက်ဖြစ်မိမတတ်နိုင်ဘူးလေဒါပဲခဏစီးသွားလိုက်မယ်ဟုတွေးပြီးစီးလေးမရှိသည့်ဒေါက်ဖနက်ကိုစီးကကျောင်းသို့လမ်းလျှောက်လာခဲ့လိုက်သည်ကျောင်းသို့ရောက်ဖို့ကမြန်မြန်လျှောက်လင်းပြီးမိနစ်20ခန်းတော့လျှောက်ရပါသည်မိုးရင်းကာလဖြစ်နေ၍မိုးတိတ်နေတော့လဲလမ်းမများမှာဘွက်များစွာရှိနေကြသည်ဖနက်ကတောင်းနှင်းဖြစ်၍လမ်းလျှောက်လို့မကောင်းလာပါပိုပြီးမောလာသည်ကူတလုံးနေလို့လည်းမလန်းဆန်းပဲဘယ်ဘက်ချမ်းတဲ့စူးကနေအောက်လာတတ်သည်လက်သီးဆုပ်ပြီးထူးလိုက်လျင်တော့အနှဲငယ်တက်တာသွားပြန်သည်လက်များကိုက်နေနာနေသည်ကတော့တော်ရုံမပြောက်ကင်းနိုင်ပဲရှိသည်တော်စင်တို့ကျောင်းကနှစ်ထပ်ကျောင်းဖြစ်ပြီးတော်စင်တို့ကအပေါ်ထပ်မှတင်ရသည်နေ့လယ်မုတ်စားဆင်းချိန်မှာတော့တော်စင်မိုးရေများနဲ့ဆူဆူနေသောကျောင်းတွေကတလျှောက်ငွေတော်စင်ပြုတ်ကျသွားသည်တော်စင်မှာဒေါက်ဖနက်စီးထားသည်ကိုမေ့ရောသတိမထားမိပဲလှေကားမှခက်မြန်ဆင်းလိုက်မိ၍ဖနက်တောင်းနှင့်လှေကားတစ်တို့လွဲချော်ကလှေကားအပေါ်ဆုံးတင်မှပြုတ်ကျသွားရခြင်းဖြစ်ပေသည်လှေကားမှာမြင်လဲမြင်၍စုစုပေါင်း73တစ်ရှိသည်ပြီးမှနောက်ထပ်လှေကားကွေးသို့ရောက်မည်ယခုလည်းလှေကားပေါ်မှပြုတ်ကျလာသောတော်စင်မှာလှေကားကွေးပေါ်ကျလာသည်သို့သောထိုစဉ်ကလှေကားများမှာတစ်သားကိုသာအဓိကသုံးထားကြ၍လှေကားကွေးအခင်းမှာတစ်ခင်းဖြစ်၍တော်စင်သက်သာသွားသည်တော်စင်ငယ်ချင်းများဝိုင်းအောင်လာကြပြီးပွေထူခေါ်ကြတော့တော်စင်သတိရလာပါသည်ပြင်ပထိုင်ရာဘာမှမရှိတော့လဲတကူလုံးနာကျင်ကမူးဝေနေသည်အဆိုးဆုံးကရင်မတ်ထဲကဆက်တုံးကတုံကရင်ဖြစ်နေသည်ငါအိမ်ပြန်ခြင်းနဲ့စားသင်နိုင်မှာမဟုတ်တော့ဘူးတငယ်ချင်းများကကျောင်းရှိထိလိုက်ဖို့ကစိုက်ကားပေါ်တင်ပေးလိုက်ကြသည်ဆရာမကိုပြောပြခွင့်တိုင်ပေးကြရင်မှားခဲ့ရသည်အိမ်ပြန်ရောက်တော့မေမေကနမောနမက်နဲ့သွားလာသတိထားမှပေါ့ဟုဆိုကနာကျင်နေသောနေရာများကိုအုံးစီနှင့်စနွင်းယူလူပြီးလိမ့်ပေးလေသည်တော်စင်လဲအိပ်ပျော်သွားသည်အိမ်မထဲမှာတော့မေမေကထွေးပွေထားပြီးမေမေရင်ခွင်မှာခလုံးနေရခြင်းကစိတ်ကိုအေးချမ်းနှွေးထွေးနေစေလာသည်ထိုခိုက်မှာပင်ရွှေစင်ရောက်လာပြီးတော်စင်ကိုအော်ဟစ်ကတွန်းထုတ်လေသည်မေမေကလည်းရွှေစင်ကျင်တတ်အောင်တော်စင်ကိုတွန်းထုတ်လိုက်လေသည်တော်စင်လန်နိုးလာရသည်ရွှေစင်သည်အိမ်မက်ထဲမှာပင်ဒုက္ခပေးလေသည်တကယ်လက်တွေ့မှာတော့တော်စင်သည်တိတက်ဆကလေးကမေမေရင်ခွင်၌မနေခဲ့ရရုံမျှမကမေမေပေါင်ပေါ်၌ပင်မထိုင်ဘူးခဲ့ပါလေကားပေါ်မှာပြုတ်ကျပြီးနောက်ပိုင်းများတွင်ငွေတော်စင်မှာချူချသလိုဖြစ်လာသည်ခါအောက်ပိုင်းများကြိုက်ခဲနာကျင်လာသည်ရင်ထဲမှာလည်းစူးလိုက်အောက်လိုက်ဖြစ်နေလို့မကောင်းဖြစ်မှုကပို၍စိတ်လာသည်မေမေကိုပြောပြတော့မေမေကသွေးစေးပေးတော့သည်ဖေဖေသီးတော့ဆေးကန်းသွားပြဖို့မေမေကိုပြောနေတဲ့ကြားရသည်ဆေးကန်းသွားပြီးဆေးတောက်တုံခဏတော့တက်တာလာတဲ့အောင်ရှိပါသည်ဆယ်တန်းအတန်းနေသမင်းပွဲကြီးလဲနီးကပ်လာကြပြီးသမင်းပွဲအတွက်ပြင်ဆင်ကြက်မှတ်နေရသဖြင့်ပင်ပန်းလာသည်ဒီနေ့လေတင်ချာများပြန်တွေ့ရန်စာကြည့်စပွဲမှာထိုင်လိုက်စင်ပါပဲမေမေမီးထမင်းတုပ်စားခြင်းနဲ့ရွှေစင်ကမေမေနာကပ်ပြီးစားခြင်းတာပြောသည်ညနေစာစားပြီးညပိုင်းတီဗီရှင်နောက်တွင်ဖြာခင်းပြီးမေမေကအနားယူလှဲလျောင်းကတီဗီကြည့်တတ်သည်ထိုအခါများတွင်ရွှေစင်ကမေမေရင်ခွင်နားတွင်ကပ်ကထိုင်ပြီးစကားတွတ်ထိုးရင်းတီဗီကြည့်လေရှိသည်ယခုလည်းမေမေနာကပ်ထိုင်ပြီးပြောလိုက်ခြင်းဖြစ်သည်ညလေစာထမှန်စားဖို့ဖြစ်သည်တော်စင်မိမိစားဖို့ထမင်းတုပ်ပေးလိုက်ငပိရည်နဲ့မဟုတ်လားမိမိငပိရည်နဲ့ဘုံရောက်မှုတွေဖြူပြီးတုတ်လာခဲ့တော့တော်စင်မတုပ်ပေးရင်ပြဿနာကပူကြီးမိမှုစာကြည့်စပွဲမှာထကားထမင်းတုပ်ပေးလိုက်သည်ငပိရည်အိုးကိုဖွင့်တော့ငပိရည်ကနဲနေပြီးမှွေပြီးဇွန်းဖင်ဖြင့်ဖိကအရေးစစ်ခတ်ရသည်ငါးရိုးတွေမပါအောင်သတိထားရသေးသည်ငပိရည်ကုန်းကနီးနေပြီးငါးရိုးကပါကျင်နေသည်ထမင်းတုပ်ပြီးတော့ဇွန်းတက်ကကျက်သွန်ဖြူကိုပကံပြားငယ်လေးတစ်ချက်ဖြင့်တတ်ထဲလိုက်သည်ကျက်သွန်ဖြူမပါလျင်နောက်တစ်ခေါက်ပြန်ထားယူပေးရမည်တင်ချာပု္ပ္ပာများတဲ့အာယုံရောက်နေတော့မှာပဲ
ရွှေစင်းအော်တန်ဖြစ်သည်ဘာဖြစ်လို့လဲသမီးမေမေဤကြပြားကတိမေးတယ်ငါရုပ်စုပြီးမေမေနားရမေမေရွှေစင်ကပြောလဲပြောငိုလဲငိုသည်တော်စင်ရေမြန်ခက်တော်စင်လဲတောက်ရည်တစ်ခွက်ခတ်ပြီးသမီးရိုးတွေတေချာစစ်ပါတယ်ဘလို့ပါသွားလဲမသိဘူးတေချာစစ်ရင်ပါမလားအလုပ်လုပ်တော့စေတနာမှမပါပဲကိုညမလေးဆိုတဲ့အသိစိတ်မှမရှိတာမမေစကားကငွေတော်စင်ရေကွန်ထိုးနှက်လာပါသည်ရွှေစင်ကိုအမြင်ကပ်ပေမဲ့မမုန်းပါရေတောက်ချလိုက်တော့အယိုးကျသွားသည်အယိုးသေးသေးလေးပါသွားခြင်းဖြစ်မိသို့တော်လည်းပြဿနာကပြီးမသွားသေးပဲအကြီးဆိုတာအငယ်ကိုညာရတယ်ကိုလုတ်ပေးရတယ်ဆိုပြီးအခုလိုလုပ်တော့ခံရတဲ့သူမှာဘလောက်တနာစရာကောင်းလိုက်တဲ့ငါမရှိရင်ငယ်မလေးဘယ်နဲ့နေရမလဲတမင်လုတ်တာမဟုတ်ရပါပဲတမင်လုတ်သူတို့ပြောနေ၍တော်စင်နဲ့ငိုမိသည်သမီးတမင်လုတ်တာမဟုတ်ဘူးဟုပြောတော့လဲမကျေနပ်ကြပါဖေဖေကတော့နောက်ပူလိုက်တာဟုပြောပြီးသူ၏ရေဒီယိုအသံဖမ်းဆက်ကလေးကိုကိုင်ကအိမ်ပြင်မဲ့ထွက်ပြီး BBC လမ်းကိုဖမ်းနေသည်မမကတော့သူ့ခန်းထဲကထွက်မလာပါတော်စင်အတွက်ကူပြောပေးမိသူမရှိပါသူတို့နဲ့တော့မြို့မထားခဲ့နဲ့မေမေနဲ့မသေးအောင်မေမေသေးရင်လည်းမီးပါလိုက်ခဲ့မယ်ရွှေစင်စကားမှမေမေအေးအေးပြောပါသည်သမီးလေးရဲ့မေမေကရွှေစင်ကိုဖတ်လိုက်ပြီးအခုနာနေသေးလားသမီးနာတာပေါ့လက်ဘင်းထဲမှာစက်နေတယ်မေမေတော်စင်တို့လည်းငါရုပ်စုဘူးပါသည်ရွှေစင်ကပိုလုံးနေခြင်းသာဖြစ်သည်ထမင်းဖြူကိုစုပ်ပြီးမျိုးချလိုက်မလားထမင်းဖြူယူလာပေးမယ်လေတော်စင်ကပြောပြီးထမင်းဖြူယူလာတော့ပါမလာမပေးနဲ့ရွှေစင်ကအော်ထုတ်သည်သမီးလေးထမင်းဖြူစုပ်လေးမျိုးချလိုက်တော့မေမေစုပ်ပေးမယ်သူယူလာတာနဲ့မလုံးနဲ့မေမေအင်းမေမေအသက်ယူပြီးလုပ်ပေးမယ်မေမေကဒီလောက်ကိုပင်ကျင်နာတက်လာသည်ငါ့ကိုတော့မဟုတ်ဘူးလေဟုငွေတော်စင်တွေးမျက်ရည်တို့စီးကြလာသည်ဗကန်နေတိုင်းလိုက်တော့လေအစင်ပြောင်လှုပ်တယ်မရှိဘူးမအေးကပင်ပန်းရအောင်မယ်တော်စင်နှလုံးသားတို့စူအောင်လာကြသည်ဝမ်းနေမှုမှသည်ဒေါသမှသည်အားငယ်မှုတို့ရင်ထဲလှိုင်းတဘိုးထန်လာသည်လက်ထဲမှဗကန်များကိုပောက်ခွဲပစ်လိုက်ခြင်းသည်သို့ပေမဲ့မလုံရဲပါတော်စင်ကရွှေစင်မဟုတ်ဘူးလေစာကြည့်စပွဲမှာထိုင်ပြီးစာလည်းမကြည့်ကျင်တော့အတိတ်ပဲဆိုတော့ဘယ်မှာလဲလေမျက်ရည်တို့ကိုလက်ဖမိုးဖြစ်တုပ်လိုက်ပြီးငါဒီအိမ်မှာမနေချင်တော့ဘူးဟုစိတ်ကတွေးသည်မေမေမငါ့ကိုမချစ်တာဟုထမှန်တွေးမိပြန်တော့လှိုက်စုငွေကြွေးမိပြန်သည်နှလုံးသားမှပုံမနာကျင်လာသည်ဒီတစ်ချိန်မှာတော့လက်သီးဖြစ်ဆုပ်ပြီးထုတော်လဲမသက်သာပါအဲ့ရပေါ်လဲချပြီးအသက်ရှူသည်ရှူရေးမဝရှူရေးမရတော်စင်မခံစားနိုင်ပါမေအစမ်းကုန်အားထဲ၍မေကိုအော်ခေါ်သည်မေလာပွေ့လျင်အသက်ရှူ၍ရလာနိုင်ပြီထင်သည်ဘာလို့လဲတော်စင်သူခေါ်ရနဲ့သွားမလို့လားမေသမီးခေါ်ရနဲ့သွားချင်တယ်သွားလေသူကမီးမကောင်းကြောင်းပြောမလို့ဖြစ်မှာပေါ့ရွှေစင်စကားကြောင့်မေထမလာတော့ပါနောက်တစ်ချိန်အားခေါ်ဖို့အားယူတော့လဲအတန်မထွက်နိုင်တော့ပဲမျက်ဝန်းလေးများမှိတ်ကျသွားပါသည်မေတော်စင်ရင်ထဲမှာအဆက်မပြတ်ခေါ်နေပါသည်အပိုင်း73ကိုဆက်ဖတ်ပါမယ်ရှင်တော်စင်တစ်ခုလုံးပေါ်ပါနေသည်အသက်ရှူကြတာတွေမောတာတွေမရှိတော့မေကတော်စင်အော်ခေါ်နေတာကိုဘာဖြစ်လို့မလာရတာလဲတော်စင်မထနိုင်မခံစားနိုင်လို့ခေါ်တာပါရွှေစင်ဆိုမေ့လို့တခွန်းလောက်ပဲခေါ်ရသေးမေရွှေစင်အနာရောက်သွားပြီတော်စင်အော်တန်ကတမျိုးကြီးပဲမေသွားလိုက်လေမမသူ့ခန်းထဲမှာပြေးထွက်လာပြီးမေကိုပြောကသူကိုယ်တိုင်လဲတော်စင်ခန်းထဲမြန်ဝင်လာသည်ဖေလဲရောက်လာသည်ရွှေစင်ကတော့ထမလာပါအိပ်ပျော်နေပြီထင်တယ်မေကအခန်းဝမှာလှမ်းကြည့်ပြီးပြောသည်မမကတော့တော်စင်အနားထိရောက်လာပြီးတော်စင်ဘာဖြစ်လို့လဲယင်မေတော်စင်ကိုခေါ်လို့လည်းမရဘူးမမငိုပြီးဖေဝင်လာပြီးတော်စင်ကိုပွေ့ထူသည်ဖေကတော်စင်ကိုပိုက်ထွေးပြီးလက်ပင်ပေးကိုလက်ဖြစ်ဆန်းသည်အသက်ရှူနေသေးတယ်ဖေကတော်စင်ကိုအိပ်ရပေါ်အသာကလေးပြန်ချလိုက်ပြီးဆေးရုံသွားရမယ်ဟုမမကိုပြောကအခန်းထဲမှထွက်ပြီးကားကိုတောင်စီပြေးသည်မေမှာကြောင်လေးကြည့်နေစေမမကတော်စင်ကိုဆေးရုံအမြန်ပို့မရမယ်မေသည်ယခုမှသတိဝင်လာပြီးသမီးဟုခေါ်ကာတော်စင်ကိုဆွဲထူပွေ့ယူလေသည်တော်စင်အံ့ဩသွားသည်မေသည်သူ့ကိုတော်စင်ဟုသာအမြဲခေါ်နေကြဖြစ်ပြီးစိတ်ဆိုးလျင်မူငွေတော်စင်ဟုခေါ်တတ်လေသည်ယခုတော့မေသည်ပြေကျလာသောသပင်များကိုပင်သိမ့်ယူနိုင်ခြင်းမရှိပဲတော်စင်မျက်နှာကိုဆွဲခါနေလေသည်သမီးလေးတော်စင်ဘလို့ဖြစ်ရတာလဲခုနကတော့ကအကောင်းကြီးပါ
အကြီးမှဘီလိုထဲကပတ်ဆံယူပြီးအမေပတ်ဆံအိတ်ထဲမြန်မြန်ထည့်ထားလိုက်မေမေသည်မျက်ရည်များစီးကြလာပြီးမမကိုညွှန်ကြားနေလေသည်တော်စင်ကိုမူပွေထားဆဲဖေဖေရောက်လာပြီးတော်စင်ကိုပွေချီသည်မင်းတို့သားမီးမှွေလို့ငါသမီးလက်အခုလိုဖြစ်ရတာငါမသိဘူးများမှတ်နေလားငါသမီးလက်တစ်ခုခုဖြစ်တော့ကတော့မင်းတို့သားမီးအိမ်ပေါ်ကဆင်းတော့ဖေဖေသည်မေမေကိုအတန်မာဖြစ်ပြောကားစီသို့ပြေးပြန်သည်မေမေသည်ဖေဖေ၏မပြောစဘူးပြောသည့်ပုံကံစကားကိုပင်စိတ်ဆိုးနိုင်ခြင်းမရှိပဲငိုပြီးဖေဖေနောက်သို့ကြပြကတိလိုက်လေသည်မမကိုအိမ်တကားတေချာပိတ်ထားဖို့မှာပြီးဖေဖေကားဆက်နှိုးသည်တော်စင်လဲဖေဖေတို့ကိုကြည့်နေမိပြီးမှလိုက်ဖို့တရိယာကကားပေါ်လိုက်တတ်စင်ပါပဲနင်လိုက်လို့မရဘူးလူကြီးတယောက်ရောက်လာပြီးတော်စင်ရှေ့မှပိတ်ရလိုက်သည်လူကြီးအသားမှာတာမန်ထက်ပိုပြီးမဲတော်လဲရုပ်ရည်ကတော့ခန့်ခန့်ညာညာရှိသည်ရောင်တစုံထုံထားပြီးကျိန်လုံးကဲ့သို့ဒုတ်တန်တစ်ချောင်းကိုလည်းကင်ထားသေးသည်တော်စင်လိုက်မှဖြစ်မယ်ဘဘကြီးရဲ့တော်စင်ကိုလှုပ်ပေးပါနော်ပြောတော့လည်းမရပဲဆွဲခေါ်သွားသည်နင်နောက်ကျသွားရင်နေစရာရှိတော့မှမဟုတ်ဘူးအခုတောင်ပြည့်ကျက်နေတာဒီမှနေရမရရင်သိန်းချိုင်းမှနေရလိမ့်မယ်လူကြီးသည်ပြောလဲပြောရင်တော်စင်ကိုတစ်ပင်ကြီးပေါ်တွန်းတင်လိုက်သည်တော်စင်တို့ခြံနောက်ရှိတော်စင်တို့ကစားနေကြဗရောက်ပင်ကြီးပေါ်သို့ဖြစ်သည်တော်စင်လည်းတကူးတကမတက်ရပါပဲဗရောက်ပင်ကြီးအပေါ်သို့ရောက်သွားသည်လူကြီးလည်းရောက်လာပြီးသူ့ကိုခဏခေါ်ထားလိုက်သူကမသေးသေးဘူးဒါပေမဲ့သေးဖို့များပါတယ်သူ့စိတ်ကသေးကျင်နေပြီလေငါပြန်လာမှသူ့အတွက်နေရာစီစဉ်ပေးမယ်လူကြီးကကလေးနိုးတိုက်နေသောမိန်းမကြီးတယောက်ကိုပြောပြီးတစ်ပင်ပေါ်မှပြန်ဆင်းသွားသည်တစ်ပင်ပေါ်မှာကအရွယ်ဆုံးပေါင်းစုံပါပဲဗရောက်ပင်ကြီးအကိုင်းအခက်များသည်တော်စင်တို့မြင်မှုခဲ့သလိုမဟုတ်ပဲအကြီးဆုံးကိုင်းပေါ်၌အယောင်ဝါတောက်ပနေသောအိမ်လိုအဆောက်အဦများရှိနေသည်တာမန်တစ်ကိုင်းငယ်များ၌မူကလေးကြီးငယ်တို့ဆော့ကစားနေကြလေသည်မိန်းမကြီးသည်တော်စင်ကိုရေပြပြီးကြိုက်သလိုဆောနေနော်ဘိုက်ဆိုင်ရင်ပြောရှိတာကြွေးမယ်ဟုပြောလေသည်တော်စင်လည်းကစားတာဝါသနာပါသူဖြစ်၍ကလေးများရှိရသို့သွားကအတူဆော့လေသည်ပျော်စရာတော့တော်တော်ကောင်းသည်တော်စင်တို့လိုက်တန်းပြေးတန်းကစားကြသည်တိုင်ဦးတန်းလည်းကစားသည်ထူးဆန်းသည်ကခြေထောက်များမြေကြီးထိရန်မလိုပဲပြေးလို့ရနေခြင်းဖြစ်သည်စိန်ပြေးတန်းကစားနေစဉ်ကောင်လေးတယောက်ကအတော်ငယ်သောကလေးတယောက်ကိုတွန်းတိုက်မိပြီးကလေးမှာလဲကြကအော်ငိုလေသည်ပြေးနေသောကလေးကြီးတယောက်ရောက်လာပြီးဆွဲထုကာမင်းငါညမလေးကိုဘာလို့တွန်းလိုက်တာလဲငါမတွန်းပါဘူးရှောင်ဖို့အချိန်များလိုက်တာပါတယောက်တခွန်းပြောနေစဉ်မှာပဲနောက်တယောက်ကမင်းညမလေးကိုမပါခိုင်းနဲ့ကွာရှုပ်တယ်သူပါရင်ငါတို့ကောင်းကောင်းမကစားရဘူးသူ့ကိုမပါခိုင်းနဲ့ဟုပြောတဲ့ကြောင့်ကလေးမလေးငိုလေသည်မရဘူးပါမှာပဲနော်ကိုမိမိလေးဆော့ကျင်နေငိုတဲ့ငိုပြောလဲပြောကခြေဆောက်၍မြေကြီးပေါ်လှဲချလိုက်လေသည်တော်တော်ဆိုးပါလားဟုတွေးကတော်စင်မှာသူ့ညမငယ်ရွှေစင်ကိုသတိရမိလာသည်ကောင်လေးမှာသူ၏ညမလေးကိုဆွဲထုပေးပြီးငါညမလေးကိုမကစားခိုင်းရင်ငါလည်းမကစားတော့မင်းတို့ဘာသာကစားကြတော့သူ၏ညမလေးကိုပွေ့ချပြီးတစ်ပင်ပေါ်ပြန်တက်၏ဟာနေုံလေးဖိုးစောလာပြန်ကစားကြမယ်မင်းညမလေးထိခဲ့မှာဆိုလို့ငါတို့ကပြောတာပါမင်းတို့တတိထားကစားဖို့ကွငါညမလေးလည်းပါတင်ရှာမှာပေါ့သူတို့ဆက်ကစားကြသည်တော်စင်လည်းလက်ရှိအနေထားကိုသတိဝင်လာသည်ငါပဲဒီရောက်နေတာလဲငါတည်သွားပြီလားဒါဆိုအိမ်မှာနေလို့မရတော့ဘူးလားမိမောလာပြီကိုမောလာပြီလားလာကိုခုံးပို့မယ်ကြောပေါ်တက်ကောင်လေးကသူ၏ညီမလေးကိုကြောပိုးကဆက်လက်ဆော့နေသည်သူညီမလေးကိုတော်တော်ချစ်တာပဲငါလည်းရွှေစင်ကိုချစ်ပါတယ်ရွှေစင်ကဆိုးလွန်းတာကိုသူဆိုးပေမဲ့လည်းငါကိုယ်တိုင်ကခွန်းလွန်းစိတ်မှမထားခဲ့တာငါကသူနဲ့အပြိုင်မေမေအချစ်ကိုလိုချင်မိတာကိုငါကညီမငယ်နဲ့လိုက်တိုင်းနေတာကိုတော်စင်အတွေ့အများရောက်ရက်ခတ်နေသည်စော်ကစားခြင်းစိတ်လည်းမရှိတော့အိမ်သို့လျှောက်လာတော့အိမ်ပေါ်တက်လို့မရဘလို့တက်အိမ်ပေါ်သို့မရောက်ဘရင်းဝနားမှကြည့်လိုက်တော့မလက်နေကောင်းသွားမှာပါနော်ရွှေစင်မှာမျက်ရည်တွေနဲ့ပါလားမလည်းမျက်ရည်ကြာရင်ဖျားစမီပူဇော်တောက်တော်ရည်ကတ်ခါရွှေစင်မတို့ဖျားရှိကိုပြီးဆူတောင်းကြမယ်နော်တော်စင်ကြမ်းမလားမနဲ့ရွှေစင်တို့ဖျားရှိခိုးနေကြသည်ကမျက်ရည်များကိုတုပ်လိုက်ဖျားရှိခိုးလိုက်လုံနေသည်တော်စင်လည်းငိုကျင်လာသည်တေချင်းတရားကိုတော်စင်သိပါသည်တေတယ်ဆိုတာအိမ်ကိုပြန်မလာရတော့တာဘရောမှမတွေ့မမြင်ရတော့တာဒါဆိုမေဖေတို့နဲ့လည်းမတွေ့ရတော့ဘူးပေါ့တော်စင်အယုတ်လေးတွေကိုလည်းထားပြခဲ့ရမှာလား
တော်စင်သေးတယ်ဆိုတာကြီးကိုကြောက်ပါတယ်မမေတော်စင်ကိုလာခေါ်ပါတော်စင်လေးရွှေစင်နဲ့လည်းရမဖြစ်တော့ပါဘူးမမရေအပိုင်း14စသိန်းပိုင်းကိုဖတ်ပါမယ်ရှင်ဖေကအိမ်နံကိုလက်သီးဖြင့်ထိုးချလိုက်တာပါပြီးတော့ဖေငိုသည်ဖေမေတော်စင်သတိရလာပြီလားဟင်မမ၏အမေကိုမေချက်ချင်းမဖြေနိုင်ခေါင်းခါရမ်းပြပြီးကလထိုင်ပေါ်ထိုင်ချလိုက်သည်မေ၏ခွန်အားမဲ့နေသည့်ပုံကိုတော်စင်မြင်နေရသည်တော်စင်မှာအိမ်ထဲဝင်လို့မရသဖြင့်အိမ်ဖက်နှက်ချုပ်အပြင်ဘက်ရှိအုတ်ခုံတန်းကလေးပေါ်ထိုင်ပြီးကြည့်နေခြင်းဖြစ်သည်ကလေးကတိတ်နေမကောင်းမှတိတိကြီးနဲ့မင်းတို့သားမိတွေအနိုင်ယူလွန်းတာကိုခုလဲဆရာဝန်တွေကနှလုံးခုန်အောင်လုံးနိုင်ပေမဲ့သတိကလည်းမလာသေးဘူးကိုယ့်ဘက်ပါမလာသေးဘူးဖေရင်မကြီးနေလိုက်မြင်လိုက်ဖြစ်နေသည်ဖေစကားကြောင့်ရွှေစင်စခနဲ့ဖြစ်သွားပြီဘာဆိုင်လို့လဲဖေမိမိနဲ့မေကသူ့ကိုဘာလို့လဲသူ့ဘာသာသူဖြစ်တာကိုမိတို့နဲ့ဘာဆိုင်လဲဖေသမီးအစားသေပေးမယ်လေကျင်နဲ့လားရွှေစင်ဤအော်ဟိတ်ပြောလိုက်သောစကားကြောင့်ဖေဒေါသထွက်သွားပုံရပါသည်မေကလည်းရွှေစင်ကိုတခုမှတားမြစ်ခြင်းမရှိဘဲစိတ်ပြက်လက်ပြက်ထိုင်နေသည်နင်တော်မရိမ့်ပါလားရွှေစင်ငါတဲဖေလက်တစ်ဖက်မြောက်တက်သွားသည်ကိုမော်ထွန်းမအော်တန်ကြောင့်ဖေရွှေစင်ကိုမရိုက်ဖြစ်တော့တောက်ခေါက်ပြီးလှည့်ထွက်သွားသည်ရွှေစင်ကတော့ဝုံတိုင်းကျဲတောင်းချမ်းပြီးအိမ်ခန်းထဲဝင်ကအော်ငိုပြန်နေသည်တော်စင်လည်းစိတ်ညစ်ခြင်းအားငယ်ခြင်းများစွာဖြစ်လာပြန်ပြီးဗရောက်ပင်ကြီးစီသို့ထွက်လာခဲ့တော့သည်ဗရောက်ပင်ကြီးပေါ်ရှိကလေးများသည်ရန်ဖြစ်ကြခြင်းမရှိဘဲအမြဲဆော့ကစားနေကြသည်ထူဆန်းသည်ကထိုကလေးများ၌မိဘရှိသူနည်းသည်ငါအိမ်ပြန်လို့မရမဲ့တူဒီမှာပဲနေလိုက်ရမလားဟုတော်စင်တွေးနေမိသည်ရောက်ပင်ကြီးပေါ်ရှိကလေးလူကြီးအလုံးသည်တော်စင်ကိုချစ်ကြလေသည်ဖိုးစော်နှင့်သူညီမလေးမှာမတော်တဆမှုတစ်ခုကြောင့်အတူတူသေဆုံးပြီးရောက်လာကြသောမောင်နှမနှစ်ဦးဖြစ်သည်တဲ့တော်စင်ကိုဆွဲခေါ်ခဲ့သောလူကြီးပြန်ရောက်လာသည်ကလေးလူကြီးအလုံးထိုလူကြီးနားသို့ရောက်လာကြသည်ရောက်ပင်ကြီးတစ်ခုလုံး၌အယောက်90ခန့်မိတင်းနေထိုင်ကြသည်သူတို့အလုံးတော်စင်ကိစ္စကိုစိတ်ဝင်စားနေကြပါသည်လူကြီးကငွေတော်စင်ကအခုထိသတိလည်မလာသေးဘူးအောက်ဆီဂျင်ပိုက်ဖြုတ်တာနဲ့သိမ်းပါပဲတဲ့အားလုံးစိတ်မကောင်းကြဟန်ဖြင့်တော်စင်ကိုကြည့်ကြသည်ဖိုးစော်ကငါတို့ဆေးရုံကိုလိုက်သွားကြမလားတော်စင်နင်စူးစမ်းကြည့်ပါလားသတိပြန်ရအောင်သွားလို့မရဘူးဖိုးစော်မင်းတို့ကိုယ်ပိုင်မဟုတ်တဲ့ရက်ကွက်တွေမြို့နယ်တွေကိုသွားလို့မရဘူးလေဒါဆိုတော်စင်ရောမိမတယောက်ရဲ့အမေကိုတော်စင်တော့သွားလို့ရတယ်ဒါပေမဲ့သူ့မှာစိတ်ခွန်အားအရန်နေနေတယ်ဘလို့စိတ်ခွန်အားလဲတယောက်တစ်ပေါက်မေးကြပြန်သည်လူကြီးကတပြင်းချပြီးတော်စင်ကိုကြည့်ကဖြေးလေးစွာပြောချလိုက်သည်အသက်ရှင်ခြင်းစိတ်ဟုတ်ပါသည်တော်စင်သည်တရားမှကြောက်တော်လဲအိမ်ပြန်ရမှကြောက်နေမိပြန်သည်တော်စင်အတွက်အိမ်သည်နှွေးထွေးမှုမရှိအေးချမ်းမှုလည်းမရှိစိတ်သည်အမြဲစိုးထိတ်နေကြရသည်မိသားစု9ယောက်ရှိနေပေမဲ့အမြဲတယောက်တည်းလိုခံစားနေရတတ်သည်တော်စင်ကိုမေကအိမ်ကိုပြန်လာစေခြင်းရဲ့လားတော်စင်သည်စိတ်သက်ကြစွာဖြင့်သစ်ပင်ချေရင်၌ထိုင်ချလိုက်လေသည်အချိန်တို့တည်၍ကုံဆုံးနေကြသည်တော်စင်ကိုဆိတ်ရုံသို့ခေါ်သွားပြီးသူ၏ကိုယ်ခန္ဓာထဲသို့ဝင်မှုကြိုးစားပေမဲ့ဝင်လို့မရခဲ့ပါအရာရာသည်အချီးနှီးသာမို့တော်စင်ငိုသည်မေတို့သည်တော်စင်ပြန်တဲ့သတိရလာမည်ကိုစောင့်ဆိုင်းရင်းတော်စင်အနား၌အလှဲ့ကျစောင့်ကြလေသည်တခါတရံ၌မူလူနာဆောက်ပင်မရှိဘဲရှိတတ်ပြန်သည်တော်စင်သည်ခန္ဓာကိုယ်ရဲ့ပြန်လည်ဝင်ရောက်ရန်ကြိုးစားတိုင်းတွန်းအားတစ်ခုကြောင့်အနာကပ်လို့ပင်မရခဲ့ပါဆရာဝန်များသည်ပင်ငွေတော်စင်ကိုလူနာရှင်များဆန္ဒအတိုင်းပြုလုပ်ရန်ခွင့်ပြုလိုက်ကြပြီမေတို့ကတော်စင်ကိုအိမ်သို့ပြန်လည်ယူဆောင်လာပြီးတော်စင်အခန်း၌ပင်ဆေးပိုက်များအောက်ဆီဂျင်ပိုက်များတက်ဆင်ကဆက်လက်ကုသကြသည်သို့တော်ထူးခြားမလာခဲ့ပါတော်စင်လည်းဖိုးစော်တို့နှင့်ဆော်ကစားခြင်းစိတ်များမရှိတော့သို့သောတော်စင်ကိုအိမ်ပြန်ယူလာပြီးနောက်အိမ်ပေါ်သို့တော်စင်တက်လို့ရသွားသည်ဆရာသမီးအချင်းတွေတိုးတက်လာလားရှင်ဆရာဝန်ကကျွန်တော်တို့လည်းအံ့အားသင့်ရပါတယ်သူ့ရဲ့နှလုံးထဲတက်တာလာပါပြီကျန်တာတွေလည်းအစကတည်းကကောင်းပါတယ်တော်စင်မှာခွန်အားများနေပါလာကြပြီးတဖြည်းဖြည်းပိန်ကြလာပါသည်လူနာလာကြည့်သူအလုံးကလည်းတော်စင်ကိုတနာကြ၍ဝှကျွတ်စေခြင်းနဲ့ဟုပြောလာကြသည်အောက်ဆီဂျင်ကြောက်သောအသက်ရှူနေတာအသိစိတ်မဝင်လာနိုင်ပြီမို့စဉ်းစားသင့်ပြီဟုပြောသူကပြောသည်သူ့ဘဝကူလည်းကောင်းအောင်သာလုပ်ပေးလိုက်ကြပါတော့ဟုပြောသူကပြောသည်
တော်စဉ်ကမူခန်းတောက်ကလေး၌ထိုင်ကာမျက်ရည်ကျနေလေသည်မေမေသည်တော်စဉ်ကိုနေတိုင်းတန်ရှင်းရေးလုပ်ပေးပါသည်မျက်နှာကိုအဝင်းတက်တက်မှရေဆွ၍တစ်ပေသည်ဝတ်စားလဲပေးသည်ခေါင်းဖိပေးသည်ခန္ဓာကိုယ်ကိုလည်းရေဘက်တိုက်ပေးပြန်သည်ထူးထူးဆန်းဆန်းရွှေစင်ကတော်စဉ်၏စီအိုးကိုတွန်ပေးလေသည်စီပိုက်မှတဆင့်စီအိုးဖြုတ်ရသဖြင့်တခါတရံ၌ရွှေစင်လက်ကိုစီးများပေတတ်သည်သို့တော်လည်းရွှေစင်သည်ညှဉ်းညူဆောက်ခြင်းမပြုဘဲရှိလေသည်မမကတော့မမေလှဲမကြည့်နိုင်သည့်အိမ်လုံများကိုကြောင်းမသွားခင်သိမ်းကျုံလို့ရရှာသည်တော်စဉ်လုံနေကြတောက်တုံမရအလုံများကိုလုံနေသည်မမကိုတော်စဉ်သနာမိသည်တော်စဉ်ရဲ့နင်မလုံနိုင်မှနင်းလို့တွေကိုလုပ်ပြီးရင်နင်းလဲပင်ပန်းခဲ့မှာပဲလို့ငါတွေးမိပါပြီမမကပြောလဲပြောရင်မျက်ရည်များလဲကျနေပါသည်ညအိတ်ချိန်များတွင်တော့ဘရောက်ပင်ကြီးပေါ်၌သာအိပ်ရသည်ဘရောက်ပင်ကြီးပေါ်ရှိအိမ်များတွင်မိသားစုရှိသူများသာနေကြရပြီးမိဘမရှိသောတော်စဉ်လိုကလေးများကတစ်ကိုင်းများကြားတွင်သာအိပ်ကြရသည်ဖိုးစော်တို့အားလုံးတော်စဉ်ကိုပြုဆိုင်ကြပါသည်ဘိုက်စာလင်တော့အစာရှာထွက်ကြရသည်ဘရောက်ပင်ကြီးအောက်၌လာရောက်ဆွန့်ပစ်လေးရှိသောဆွမ်းတော်ထမင်းများမုံများကိုလှူဆွားကြသည်ခါတိုင်းဆွမ်းတော်စွန်တာဝန်မှာတော်စဉ်ဖြစ်တော်လဲယခုတော့ရွှေစင်ဖြစ်သွားသည်တော်စဉ်တို့မှာအိမ်တိုင်းလူတို့သို့တွားရောက်အစာရှာကြရသည်သို့တော်လဲဆွန့်ပစ်ထားသည့်အစာများမှလွဲ၍ကျန်တာယူခွင့်မရှိပါတချို့နေ့များတွင်အစာရှာရင်းဖိုးစော်တို့နှင့်စော်ကစားရင်းအိမ်ပေါ်သို့ပင်မတက်မိပါတော်စဉ်နေအိမ်ပေါ်ကိုလူတွေအများကြီးတက်သွားကြတယ်ဘာဖြစ်လို့လဲမသိဘူးဆိုင်ရင်ဝိုင်းဟုတော်စဉ်တို့ခေါ်သောအောင်ဘပြေးလာပြီးပြောတဲ့ကြောင့်တော်စဉ်စိတ်ပူသွားသည်တော်စဉ်သိပြီလားအိမ်စီတို့တော်စဉ်ပြေးသည်သမီးလေးကိုတနာလို့ပါမငိမ့်ရဲ့သူသွားပါစေတော့ကွာငါတို့သူ့ကိုဘွားကူးကောင်းသာလုပ်ပေးကြရအောင်နော်ဖေဖေကမမေထံမှခွင့်ပြုရန်ပြောနေပြီးအတန်များကတော့တုံနေရှာပါသည်မျက်ရည်များလဲစီးကြနေတဲ့ဖေဖေတော်စဉ်ချစ်တဲ့ဖေဖေမမေကတော့ခါခါတီးတီးပင်ဘာလို့တော့အောင်မလဲမတော့ရပါဘူးမိသမီးလေးတော်စဉ်ငွေတော်စဉ်ရေးမတော့ရဘူးနော်သမီးပြန်လာပါမေမေသိရဲ့အောက်ဆီဂျင်မဖြုတ်ရပါဘူးဒီလိုတော့မထားတော့ပါနဲ့တော်စဉ်မမေကိုပြစ်ဒဏ်ပေးခဲ့တာလားမမေသမီးကိုချစ်ပြစေအောင်မမေသမီးကိုမချစ်ဘူးလို့ထင်နေတယ်မဟုတ်လားတော်စဉ်လေးရေသမီးမမေငေါ်တဲ့ကတော်စဉ်ကိုတဲ့ဆိုအင်အားတစ်ခုစီးဝင်လာနေစေသူတို့ပါပဲပေါ်ပါနေတော့တော်စဉ်ချက်တော်များသည်ဆွဲထားခြင်းခံရသလိုလေးပင်လာသည်ဖေဖေကမမေကိုဖြောင်းပြနေသည်သို့တော်လည်းမေမေကဖယ်မပေးပဲတော်စဉ်ကိုခန္ဓာကိုအတင်းမင်ဖက်တွယ်ထားသည်ကူညီရန်ရောက်လာသူများနှင့်ဆက်စုရန်အိမ်ပေါ်တက်လာသောအိမ်နီးနားချင်းများသည်လည်းဝမ်းနဲ့မျက်ရည်ကျကြပါသည်သူကံကုန်ပြီထင်ပါတယ်မငိမ့်ရင်အိုးဘသူပြောလဲသမီးလေးမသိနိုင်သေးပါဘူးသိချင်းရင်အောက်ဆီဂျင်တက်ထားလဲသိမှာပဲသိအောင်လို့အောက်ဆီဂျင်ဖြုတ်ရမှာလားမဖြုတ်ရပါဘူးတော်စဉ်ရေမမေသမီးလေးမမေစီပြန်လာခဲ့ပါသမီးလေးကအရန်လိမ်ပါပြီတိတက်လုံးလို့မေမေစိတ်ချလက်ချထားခဲ့မိတာပါမမေပေါ့ရောက်မိပါတယ်မမေအပြစ်တွေပါမမေစီပြန်လာခဲ့ပါသမီးလေးရဲ့တော်စဉ်နားလဲနိုင်မမေခေါ်တဲ့ကပတ်တင်ထပ်သလိုရှိလာသည်ညီမလေးရဲ့ပြန်လာခဲ့ပါမမလက်ရေမိမိတို့စီပြန်လာခဲ့ပါမိမိလည်းမလက်ကိုအနိုင်မြူတော့ပါဘူးဖေဖေကအံကိုကြိတ်ထားပြီးမျက်ရည်များစီးကြနေဖေဖေငိုနေတယ်မငိုပါနဲ့ဖေဖေရဲ့ဖေဖေငိုရင်တော်စဉ်ရင်တွေကွက်ထွက်ပါလိမ့်မယ်သမီးလေးသွားတော့မလားမသွားရဘူးနော်သမီးတော်စဉ်သမီးလေးမမေစီပြန်လာခဲ့ပါသမီးလေးရဲ့မမေခေါ်နေတာပဲဒါဆိုတော်စဉ်ကိုမမေအိမ်ပြန်ထားစေချင်တာပေါ့တော်စဉ်ဝမ်းသာလိုက်တာမမေဒီလောက်ကိုတော့ဒီတစ်ခါပဲတွေ့ဘူးပါတယ်တော်စဉ်မမေကိုတနာလှတယ်မမေမငိုပါနဲ့တော့မမေရဲ့ခရင်နာတို့တော်စဉ်တဖြည်းဖြည်းကပ်မှန်းမသိကပ်လာနေမိပြီဝင်သွားတော့လေအတန်တန်ကြားလိုက်ရပြီးနောက်ကျောသို့ဖိတွန်းခံရပါသည်မမေတော်စဉ်မျက်စိဖွင့်လာပြီအန်အောလွန်းတန်ဖြင့်អော်လိုက်သောမမကြောင့်လူအလုံးဝိုင်းလာကြသည်တော်စဉ်ပြန်ရောက်လာပါပြီသမီးလေးဟုခေါ်ကမေကပါချင်းအပ်ပြီးငိုသည်ဖေဖေကဆရာဝန်စီသို့ဖုံးဆက်လေသည်ရဲ့ငယ်တွင်းလိုက်ပင်တော်စဉ်ပြန်လည်နလန်ထူလာပါသည်မမေတော်စဉ်အိမ်ရှိထွက်ကြည့်ခြင်းနဲ့အိယာပေါ်မှထကအိမ်ရှိထွက်လာခဲ့သည်မေကတော်စဉ်ကိုတွဲပြီးလိုက်ပို့သည်တော်စဉ်လေကောင်းလူလေသန့်ရှူခြင်းတို့ဖြစ်မိဟုမေတွေးပုံရသည်သို့ပေမဲ့ဟောဖိုးစော်နဲ့ဤလေးအိမ်ရှိအုပ်ခုံလေးပေါ်မှာထိုင်ပြီးတော်စဉ်ကိုရေပြနေကြတဲ့ဖိုးစော်တို့မောင်နှမနှစ်ယောက်တော်စဉ်အားလုံးကိုမှတ်မိနေသည်အားလုံးကိုလည်းမြင်နေရပါသည်ရောက်ပင်ကြီးအောက်မှာလည်းစော်ကစားနေကြသောတငယ်ချင်းများရှိနေကြသည်သူတို့အားလုံးတော်စဉ်ကိုလက်ပြ၍ရဲပြကြသည်
ငါတို့ဘိုက်ဆောင်လာလို့စားစရာတစ်ခုသွားရှာစားလိုက်အောင်မယ်နော်ဖိုးစောကတော်စင်းကိုနှုတ်ဆက်ပြီးသူ့ညမလေးကိုကြောပိုးကထွက်သွားသည်ဆန်ရင်ဝိုင်းတို့မိနော်တို့လည်းလိုက်သွားကြသည်တော်စင်စိတ်မကောင်းဖြစ်ရပါသည်တော်စင်သိသည်လေစားစရာကအမြဲမရတတ်ပါရပြန်လျင်လည်းမဝလင်ကြရပါတော်စင်တို့တွေမှာအမြဲဆာလောင်နေကြရပြီးဆောက်ကစားကြခြင်းဖြင့်ဆာလောင်ခြင်းကိုဖြေပြောက်ကြရလေသည်တန်ဃာတော်၅ပါးအတွက်နေရာကလထိုင်များနှင့်လူပွဲပစ္စည်းများတင်ရန်အတွက်ဇပွဲတစ်လုံးတို့ကိုတော်စင်တို့ခြံကြီးထဲမှဗရောက်ပင်ကြီးအောက်တွင်ခင်းကျင်းပြင်ဆင်ထားပါသည်တော်စင်သတိလေးမေမျောနေစဉ်၌စောက်ရှောက်ပေးခဲ့ကြသောမမြင်အပ်သည့်ပုဂ္ဂိုလ်သတ္တဝါများကိုကျေးဇူးတင်ကျေးဇူးဆက်ခြင်းသည့်အတွက်ပရိတ်တရားတော်နာကြွားရောက်ကြပါရန်ဖိတ်ထားခဲ့ပြီးအင်ကြီးနာချင်းတချို့ကိုလည်းတရားလူများတရားနာထိုင်ရန်ဖြာများပါခဲ့ကွာ32ပုံကျင်လည်ကုန်သောသတ္တဝါအပေါင်းတို့သည်၎င်းဤအိမ်ဤချံအတွင်မိတင်းနေထိုင်ကြကုန်သောမြင်အပ်မမြင်အပ်သတ္တဝါအလုံးတို့သည်၎င်းဤဗရောက်ပင်ကြီးကိုအမိပြု၍နေထိုင်ကြကုန်သောသတ္တဝါအလုံးတို့သည်၎င်းအလုံးကြသမျှအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုဗရောက်ပင်ကြီးနဘေဖြာမခင်းထားသောမြေကြီးပေါ်၌အကြီးအကဲလူကြီးနှင့်ဖိုးစော်တို့မောင်နှမအောင်ဘမိနော်တို့အပြင်အားလုံးရှိနေကြသည်တော်စဉ်အမှတ်မတင်ရောက်လာစဉ်ခဏ၌6လမ်းလွှတ်ခြင်းမပြုခဲ့ပဲမေတ္တာထားဆောက်ရှောက်ခဲ့ခြင်းများကသူတို့အားလုံးအားအကျိုးထူးပေးလေပြီမို့တော်စဉ်ကိုလိုက်လဲပြုံးပြနှုတ်ဆက်ကြပြီးသာဓု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 3ချိန်စီခေါ်လိုက်ကြပြီးတခဏအတွင်းမှာပဲဘယ်သူမှမရှိတော့ဘူးတော်စင်ဝမ်းသာလိုက်တာမေပြောသလိုသူတို့အားလုံးကောင်းရမှာသို့ရောက်ကြပြီပေါ့ဒါဆိုတော်စင်တငယ်ချင်းလေးတွေအမြဲဆာလောင်နေရတဲ့ဘဝကလွတ်ပြီပေါ့တော်စင်သည်လဲမေဖေတို့ဤမေတ္တာမမညီမလေးတို့ဤချစ်ခင်မှုများကိုရရှိလာပြီမို့တော်စင်ပျော်ရပါပြီဘရောက်ပင်ကြီးအပေါ်မှာသိရွက်များစွာကြွေကြလာကြပါစေပြီးပါပြီရှင်ဂျွန်ဆိုး channel မှာလာမိဇလန်းအသစ်များတွင်ပြန်လည်ဆုံတွေ့ကြရင်မျှော်လင့်ဆောင်စားပါသည်ရှင်ကျေးဇူးတင်ပါသည်ရှင်